င်ကာပူဟောပြောပွဲဟာအလွန်ပြောစရာကောင်းပါတယ်ကျမဒီလောက်ပြောရလိမ့်မယ်လို့ကျမမထင်ထားဘူးနောက်ကျမနည်းနည်းကြောက်လဲကြောက်တတ်တယ်ပြိတ္တကိုလေအခုတော့အခမ်းအနားမှုတွေနဲ့ဆရာနေဝင်းမြင့်နဲ့ပေါင်းပြီးတဲ့အခါမှာပြိတ္တနဲ့ကျမတို့နဲ့ကတသားတည်းဖြစ်သွားပါတယ်အဲ့ဒီအတွက်စီစဉ်ပေးသူအားလုံးရော MC တွေကိုရောနောက်ဆရာကောင်းမြတ်နယ်ကိုရောဆရာဦးနေဝင်းမြင့်ကိုရောအများကြီးကျေးဇူးတင်ပါတယ်အဲဒါကြောင့်ကျေးဇူးတင်တဲ့စကားကိုအရင်ပြောပြရစီကြောက်ရောက်လာကြတဲ့စာပေချင်းမြတ်လူသူများအားလုံးစိတ်တဒုက္ခကာယဒုက္ခနှစ်ဖြာသောချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေပထမဦးဆုံးစာပေဟောပြောပွဲမှာလာရောက်ခွင့်ရတဲ့အတွက်ကျမအကုန်လဲယူပါတယ်ကြွရောက်လာကြသူတွေကိုကျေးဇူးလည်းတင်ပါတယ်ဒါကြောင့်ကျေးဇူးကိုတုံ့ပြန်တဲ့အနေနဲ့ကျမတချင်းတွေအများကြီးဆိုချင်ပါတယ်လက်ခုပ်အတီးမစောပါနဲ့ကျမဆိုချင်ပါတယ်လို့ပဲပြောတာကျမတချင်းမဆိုတတ်ပါဘူးဆရာဦးနေဝင်းမြင့်ကိုရမ်းအားကြလို့ကျမအိမ်မှာအကြိမ်ကြိမ်ကျင့်ပါတယ်ဒါပေမဲ့မရဘူးမရတော့ဆိုလိုက်ရင်ချစ်တဲ့ပရိသတ်ကဆရာဦးချစ်ဦးညိုတောင်းနားမထောင်မဲနဲ့ပြန်ထွက်သွားမှဆိုပါတယ်ပြီးတော့ကျမတာဝန်အဖြစ်မခံနိုင်ပါဘူးဒါကြောင့်ကျမမဆိုပါဘူးဒါပေမဲ့လေအားကြမခံပေါ့နော်ဆရာကိုအားကြတဲ့အနေနဲ့ကြပြလေးတွေတော့ရွေးချင်ပါတယ်ကြပြဆိုတာလေသူစီရိုင်းဖြစ်ပါတယ်ဆိုတော့ကျမအခုပြောမှာကစာရေးဆရာတယောက်ရဲ့မှတ်စုများပါကျမရဲ့မှတ်စုတွေထဲမှာဟိုးငယ်ငယ်လေးတွေကစပြီးတော့ကျမဟာငယ်ငယ်တွေကစာရေးဆရာအရန်ဖြစ်ချင်ပါတယ်ဒါကြောင့်ကျမမှတ်စုအရန်ရေးပါတယ်မှတ်စုရေးတဲ့အချိန်ကိုကျမဘယ်ချိန်ကလေးကစရခဲ့လဲဆိုစရေးတတ်တဲ့အချိန်နောက်စာအုပ်တွေဖတ်တက်လာတဲ့အချိန်တဖြည်းဖြည်းနဲ့ကျမစာဖတ်လာတာတော့အပြင်စာတွေဖတ်လာတာတော့2တန်း3တန်းကလေးပေါ့နော်ဒါပေမဲ့လည်းဝတ္ထုဆိုပြီးဖတ်လာတာကတော့စရုပ်ထတန်းအရွယ်အဲ့ဒီအချိန်တွေမှာကလေးကကျမကြပြလေးတွေစာတူပေစာလေးတွေကိုသူများဆရာလည်းကူးတယ်ကိုယ့်ကိုလည်းရေးတယ်အဲ့မှာကျမခေါင်းထဲမှာဆွဲနေတဲ့ကလေးကြပြလေးတစ်ပုဒ်ရှိပါတယ်အဲ့ဒီကြပြလေးကိုကျမအဖွင့်အနေနဲ့စပြီးတော့ရွေးချင်ပါတယ်ဒီကြပြကတူတူလေးပါကွယ်လွန်သူကြပြဆရာကြီးဆရာမင်းသူဝန်ကရေးခဲ့တဲ့ကလေးကြပြပါအဲ့ဒီကြပြရဲ့ခေါင်းစဉ်ကဝင်ကဘာလို့ခေါ်ပါတယ်ရှင်အဲ့ဒီကြပြဟာကျမအဲ့ချိန်ကကျမကလေးပေါ့နော်ကလေးတွေကိုနှလုံးသားနူးညံ့အောင်သင်ပေးတဲ့ကြပြလေးဖြစ်ပါတယ်နောက်ပြီးတော့တဘာဝတရားကိုချစ်မြတ်နိုးအောင်သင်ပေးတဲ့ကြပြလေးလည်းဖြစ်ပါတယ်မေတ္တာတရားထားတတ်အောင်သင်ပေးတဲ့ကြပြလည်းဖြစ်တယ်နောက်အဲ့ကြပြထဲမှာပဲငြိမ်းချမ်းမှုလေးကိုမြင်ရတဲ့အတွက်ကလေးတွေကိုအတန်ချိုလေးနဲ့ငြိမ်းချမ်းစွာစိတ်နေတတ်အောင်ကလေးတွေငြိမ်းချမ်းမှုလေးကိုသိသွားအောင်သင်ပေးတဲ့ကြပြလေးလည်းဖြစ်တယ်လို့ကျွန်မခံစားရပါတယ်ဒါကြောင့်အခုလိုမင်္ဂလာရှိတဲ့နေ့ကင်းမှာဒီငြိမ်းချမ်းတဲ့ကြပြလေးနဲ့ကျွန်မစပြီးတော့ဖွင့်ပြရစီခေါင်းစဉ်ကဝင်ကဘာလို့ခေါ်ပါတယ်အေးရိတ်သားတဲ့ပညောင်ညိုအုတ်ဩတွန်တန်ချိုးဒိုးယိုစီးတဲ့နဒီတွင်သမင်ရေတောက်ဆင်းမြက်ခင်းလဲလဲညီညီဂန့်ကော်ဝင်းမှုံစီဇာလီပျော်တဲ့ကျောင်းတင်ကန်းလူလေးသွားကျင်စမ်းဇာလီဆိုတာအလုံးကြားဘူးမှာပါဝေတန်ညာဇတ်တော်ရဲ့ဝေတန်ညာမင်းကြီးရဲ့တားနဲ့သမီးဇာလီနဲ့ကနာစိန်ဆိုတာရှိပါတယ်အဲ့ဒီဇာလီကိုတင်စားပြီးရေးသလားမပြောတတ်ပါဘူးဇာလီပြောတဲ့ကျောင်းတင်ကန်းလေးကိုလူလေးသွားကျင်လိုက်တာအဲ့ဒီကြပြလေးဟာကျမရင်ထဲမှာဆွဲနေကြတာနှစ်ပေါင်းများစွာအခုချိန်ထိကျမခဏလဲရွတ်မိပါတယ်ရွတ်မိတိုင်းလဲကြည်နူးတဲ့နှလုံးသားလေးနဲ့ကျမခံစားရပါတယ်အဲ့ဒီကြပြလေးကကျမရဲ့မှတ်စုကိုစပြီးတော့ဖွင့်ပေးလိုက်တဲ့ကြပြလေးလို့ကျမခံစားရပါတယ်မှတ်စုဆိုတာကတော့အရွယ်အမျိုးမျိုးလိုက်ပြီးတော့အကြောင်းအရာအမျိုးမျိုးပြောင်းလဲတတ်ပါတယ်ကျမရဲ့မှတ်စုတွေဟာပထမတော့ဆရာတို့စပြောခဲ့တဲ့1988 89လောက်တုန်းကရေးခဲ့တဲ့ရာဇဝင်ထဲမှာမောင်ကိုထားရခဲ့ဝိထုဆိုတာမျိုးပေါ့အဲ့လိုမျိုးအရွယ်တုန်းကကျမရဲ့မှတ်စုထဲမှာအချင်းနဲ့ပတ်သက်တဲ့စကားလေးတွေထုံမွန်းနေခဲ့မှာပါအဲ့လိုကကျမကြပြားတွေလည်းဖတ်တယ်ကြပြားတွေမှာကျမဖတ်တဲ့ကြပြားတွေကတော့အများကြီးပဲအများကြီးမှအများကြီးပဲဆရာနေဝင်းမြင့်ကိုအားကြမခံကျမကြပြားတွေကိုအများကြီးရွတ်ချင်ပါတယ်ဒါပေမဲ့ရွတ်လိုက်လို့ရှိရင်ကျမပြောချင်တဲ့အကြောင်းတွေကနောက်မှကြံနေခဲ့ပြီးတော့အချိန်ကလည်းကျမတို့ကန့်သက်ပေးထားတာ1နာရီ15နဲ့1နာရီခွဲကြာတဲ့ဆိုတော့ကျမကြပြားရွတ်ရင်အကြာကြီးဖြစ်မှာဆိုလို့မရွတ်တော့ပါဘူးဒါပေမဲ့မနေနိုင်မထိုင်နိုင်ကျမ2ပုတ်လောက်တော့အဲ့ကြပြားတွေကအချစ်ကြပြားတွေက2ပုတ်လောက်တော့ရွတ်ချင်ပါတယ်တပုတ်ကတော့စာရေးဆရာမကြီးကြည်အေးရဲ့ကြပြားပါနောက်တစ်ပုဒ်ကတော့ဆရာတို့ဆရာမတို့အားလုံးသိမှာပါမောင်စိတ်ဝင်းပတိကုံအလွန်ကြပြနဲ့ပတ်သက်လို့အလွန်နာမည်ကြီးပါတယ်။ဘာကြောင့်အဲ့ကြပြနှစ်ပုဒ်ကိုရွတ်တယ်လဲဆိုတော့အဲ့ကြပြနှစ်ပုဒ်လုံးဟာကျမကိုအချစ်ကိုစိတ်ဝင်စားလာအောင်ဖန်တီးပေးလိုက်တဲ့ကြပြနှစ်ပုဒ်ဖြစ်လို့ပါ။ပထမတစ်ပုဒ်က GA ရဲ့ကြပြပါ။သူက
နေကြောင်မှုကြောင့်ဖွင့်မပြောရဲတဲ့ယောက်ျားလေးတယောက်ရဲ့ရင်တွင်းခံစားမှုအဲ့ဒီခံစားမှုကိုဖွဲ့ပါမောင်လာခြင်းလဲလာခက်ခဲဤလက်တွဲသိမ့်ပွေကျင်မွေခေါ်ငင်မမောခင်မီမထင်ဝန့်စားစကားမတွက်ဖွင့်ဟခက်ခက်မြေအက်ကြားမှမျက်ပွင့်ညာသာနှမတနေ့မေ့ရမည်သူ့ကိုအချိန်တန်လို့ရှိရင်ဆရာမကြီးကြည်အေးရေးတဲ့ကြပြပါအလွန်ခံစားလို့ကောင်းပါတယ်အဲ့ချိန်တုန်းကကျမအသက်16နှစ်18နှစ်စိတ်ကစားတတ်စအရွယ်ပေါ့ကျမမှာမောင်လည်းမရှိဘူးကျမကအဲ့ဒီထဲတွေကမိန်းကလေးလိုလည်းအဆင့်အတန်းမမြင့်မအောင်ဒါပေမဲ့ကျမကမောင်နေရာကိုကျမရောက်သွားတယ်တခါမှကျမအဲ့မိန်းကလေးနေရာမှာရောက်သွားပြီးတော့ကျမခံစားရတယ်ဒါတော့အဲ့ဒီကြပြလေးဟာကျမရင်ထဲမှာစွဲပြီးတော့ကျမကြပြလေးကိုကြိုက်လို့ရှိရင်မှတ်စုထဲမှာကူးတတ်တယ်အဲ့တော့အဲ့မှတ်စုလေးမှာလည်းကျမရဲ့မှတ်စုမှာအဲ့ဒီအချစ်ကြပြလေးရောက်နေပါတယ်အဲ့ကြပြလေးကိုမကြာခဏဖတ်လို့အခုဆိုရင်ကျမအလွတ်အမြဲရတယ်မကြာခဏလည်းရွတ်မိပါတယ်အဲ့နောက်လိုပဲအချစ်ကြပြတစ်ပုဒ်ခတ်ဆင်စင်ပဲသူသီးငါခတ်ဆင်စင်ပဲဖွင့်မပြောရဲတဲ့ကောင်လေးတယောက်ရဲ့ခံစားမှုအဲ့ဒါကိုတော့မောင်စိန်ဝင်းပရိပကုန်းကဘယ်လိုဖွဲ့တယ်လဲဆိုတော့တောကချီယာကြပြတွေထဲမှာထည့်ရေးထားတာပါတင်းချင်းတူတော်လဲပဲတန်ယူပုံချင်းတော့နည်းနည်းကွာတာပေါ့နော်ဟိုဘက်ကဆရာမကြီးရဲ့အတန်ယူပုံနဲ့ဒီဘက်ကဆရာမောင်စိန်ဝင်းအတန်ယူပုံနဲ့မတူဘူးနှစ်ခုလုံးကတော့ကျမကိုဆွဲလန်းစေခဲ့တာအမှန်ပါပဲတွေ့တာလှပေမဲ့ကွယ်ရာကပဲချစ်တော့မယ်အစင်ခက်လေတော့မကျင်ရက်တဲ့သခင်ဆိုမလားညင်ညိုရင်ကို့အပြစ်ပါပဲစိတ်ညစ်တယ်ကွယ်တန်ရောစဉ်ခွေကရစ်ပေမဲ့ပြန်ပြောရင်ဝေဒနာဖြစ်ယုံမို့ချစ်တတ်သူအမူလောက်ပါလို့မပူရုပ်ကိုဟန်ဆောင်တင်းလို့ရင်တွင်းမှာမကြည်မွေ့လေတော့ဒီနေ့လဲစိတ်ညစ်တယ်တိတ်ချစ်တယ်လို့မဆိုတာတော့ပါဇက်ကပြောမှလားနှုတ်ဖျားမှာမေတ္တာမရှိပါဘူးအကြည့်ဆုံဝေဒနာနှွေးတွေကအကျဉ်းနာချေရလေးတွေပဲချစ်သေးရဲ့ဖာသာဖြေလို့မာယာတွေဟန်ဆောင်ထိန်ကဒစိမ့်တွေပေါ့သူကဖွင့်မပြောရဘူးဖွင့်ပြောလဲမပြောရဲဘူးဆိုတော့သူကအကြည့်ချင်းစုံတဲ့ဝေဒနာနှွေးလေးတွေကပဲတယောက်နဲ့တယောက်နဲ့သိကြရအောင်မာယာတွေနဲ့ကိုယ်လည်းမာယာနဲ့သူလည်းမာယာနဲ့ပဲထိမ့်လိုက်ကြရအောင်ဒစိမ့်တွေလိုပဲနေကြရအောင်လို့သူကရင်းနှီးရခံစားချက်ကိုဖုံးကွယ်တဲ့ကြပြလေးကျမအဲ့ဒီကြပြလေးနှစ်ပုဒ်ကိုအလွန်ကြိုက်ပါတယ်အဲ့ဒီကြပြလေးတွေဖတ်ပြီးတဲ့နောက်မှာကျမအဲ့ချိန်မှာကျမစာရေးခြင်းစိတ်တွေတဖွာဖွာပေါ်ပေါက်လာပြီရေးလဲရေးခြင်းပြီးတက္ကသိုလ်လဲရောက်ပြီဆိုတော့တက္ကသိုလ်ရောက်ပြီဆိုရင်တက္ကသိုလ်နဲ့ပတ်သက်တဲ့ဇာတ်လမ်းလေးတွေဘာလေးတွေကကိုမရှိတော့လဲပဲကိုကြိုက်မဲ့သူမရှိတော့လဲပဲသူများတွေကိုကြိုက်တာလေးတွေကိုမြင်ပြီးတဲ့နောက်မှာကျမသူတို့စီကနေပြန်ပြီးခန်းစားပြီးကျမကိုသူတို့နေရာမှာဝင်ပြီးတော့ကျမကြပြလေးတစ်ပုဒ်ရေးကြည့်တယ်ဘာလို့ဆိုတော့အားကြတာအားကြတော့ကျမအချစ်ကြပြလေးရေးမယ်လူတိုင်းဟာရင်ထဲမှာရှိတဲ့နှလုံးသားခံစားချက်ကလေးတွေကတော့ရှိကြအကြီးပဲအဲ့ရှိတာကိုထုတ်ပြောတဲ့သူနဲ့ထုတ်မပြောတဲ့သူပဲကွာတယ်ကျမထုတ်ပြောခြင်းတယ်ပြောရမယ့်သူလည်းမရှိဘူးမရှိတဲ့ခါကျတော့ကျမကကြပြလေးရေးတယ်ရေးပြီးတော့တယောက်ချင်းကိုပြောလို့မရတဲ့ခါကျကျမကရှုမဝကိုပို့လိုက်တယ်အဲ့တော့အဲ့ချိန်တုန်းကရှုမဝမဂ္ဂဇင်းကိုအက်ဒီတာလုပ်နေတာကဆရာမောင်ဆွေတင့်အဲ့မှာဦးမြင့်မြတ်လည်းရောက်နေပါတယ်အဲ့ဒီအချိန်မှာကျမအဲ့ကြပြလေးကိုပို့လိုက်တယ်ကြပြရဲ့ကောင်းစဉ်ကလည်းတော်တော်ထူးထူးခြားခြားစဉ်းစားရတယ်ဆိုတော့အင်္ဂလိပ်16လုံးလို့ပေါ့နော်ကျမကောင်းစဉ်ကိုပေးလိုက်တာကြပြကောင်းစဉ်ကအချစ်တဲ့အဲ့ကျမရေးလိုက်တဲ့ကြပြလေးကျမရွတ်ပြမယ်ကောင်းလို့ရွတ်ပြတာမဟုတ်ပါဘူးနော်ဘယ်လောက်ညံ့လဲဆိုတာနားထောင်ကြည့်ပါညံ့တဲ့အကြောင်းပြောပြခြင်းလို့ပါကြပြရဲ့ကောင်းစဉ်ကအချစ်တဲ့လိုက်ခဲ့မယ်နော်မျက်လုံးပေါ်မှာနှုတ်ခမ်းပေါ်မှာအိပ်ပျော်မှာပါနွန်းလွှာနဲ့ခြေတစ်ဖက်ကျွန်းနဲ့ရုံးထွက်ဖို့မဖြစ်နိုင်တော့ဘူးကွယ်ဒီအစာပိုင်းလေးနဲ့ပိုင်းထားတယ်အဲ့တော့ဒါလေးကြည့်ရတာတော့ရက်တာလေးပါတယ်လို့ဘာလို့မဆိုဘူးပေါ့နော်ဒါပေမဲ့ညနာပဲချင်းကြမှာလာလဲဆိုနောက်တစ်ပိုက်ကြမှာလာတယ်လမ်း30လွယ်အိတ်အဖြူခုံထူဖနက်အမှတ်1ဘတ်စကားအဲ့ဒါကြီးအကုန်လုံးကျွန်မချရေးတာနော်လမ်း30ဘာမှရှာဝေးမတွေးပါနဲ့လမ်း30ဆိုတာဘာကိုပြောတာလဲနှစ်30ကိုပြောတာလားဘာညာဘာမှမတွေးပါနဲ့လမ်း30ကကျမတို့ဆေးတက်ကတူရှိတဲ့လမ်း
အဲကြောင့်ကျမကလမ်း30လို့ရေးလိုက်တာလမ်း30လွယ်အိတ်အဖြူရောင်ဆိုတာဘာကိုကိုစားပြုတာလဲလွယ်အိတ်ဆိုတာရောဘာကိုကိုစားပြုတာလဲလို့ဖတ်တဲ့သူကစဉ်းစားရင်စဉ်းစားမယ်ဘာလို့ဖြည့်ပြီးတော့တွေးချင်တာဟုတ်စာရေးဆရာကိုဒါပေမဲ့တကယ်တော့ကျမအဲ့ချိန်တုန်းကလွယ်အိတ်ဖြူလေးနဲ့လမ်း30နဲ့လိုက်အောင်လွယ်ပေါ့နော်လမ်း30လွယ်အိတ်အဖြူနောက်ကျမအရက်ကပူတယ်အခုချိန်တောင်ဒီလောက်ပူနေရင်အဲ့ဒီ18နဲ့18နှစ်တုန်းကဘယ်လောက်ပူမလဲဆိုတာစဉ်းစားတာကြည့်ပါတော့အဲ့တော့ကျမခုံမြင့်ကိုအထူစီးရတယ်အဲ့တော့အဲ့ဒီဟာလေးကိုလည်းကျမထည့်လိုက်တာပေါ့လွယ်အိတ်နဲ့လမ်း30လွယ်အိတ်အဖြူခုံတူဖနက်တော်ကောင်းတဲ့ကြဗျာနော်အမှတ်1ဘတ်စကားဒါတော့စဉ်းစားကြည့်လို့ရပါတယ်ကျမတို့လမ်း30အချိန်မှာဘတ်စကားတစည်းတည်းပဲရှိတယ်အဲ့ဒီတစည်းကအမှတ်1ဘတ်စကားအားလုံးကိုကျေးဇူးတင်ပါတယ်ကျမအနေနဲ့စစ်ကြောင်းသူလေးတယောက်အနေနဲ့ကျမဟာဒီအချစ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ပတ်ဝန်းကျင်လေးဒီဟာလေးကိုကျမဖွဲ့တာပါလမ်း30လွယ်အိတ်ဖြူခုံတူဖနက်အမှတ်1ဘတ်စကားအားလုံးကိုကျေးဇူးတင်ပါတယ်ဒါတော်တော်ညံ့နေကြဗျာကျမအခုပြန်ဖတ်ကြည့်တဲ့ခါကျကျမမျက်နှာကိုကျမဘယ်နာထားမှန်းတော့မသိအဲ့ဒီညံ့နေနောက်တစ်ပိုက်လာပါတယ်နောက်ဆုံးတစ်ပိုက်ပေါ့နော်ရွှေရှာတာမဟုတ်ဘူးငွေရှာတာမဟုတ်ဘူးအချိုးရှာတာပါကိုရဲ့လွန်ခဲ့တဲ့35နှစ်ကရေးတာပါရွှေရှာတာမဟုတ်ဘူးအချိုးရှာတာပါကိုရဲ့အချစ်ဆိုတာဒါလားဒီရလိုပဲခါတယ်နော်ကျမညံ့တာအဲ့ဒါပါပဲအဲ့ကြပြားလေးပါတော့ကျမဝမ်းသာအားရအဲ့ကြပြားကိုကျမရှုမော့ကိုပွေးလိုက်တော့ဆရာကိုစေတင့်တော့ကလည်းတက်သစ္စာကလောင်ရှင်လေးကိုအားပေးခြင်းနဲ့စိတ်နဲ့လားမပြောတတ်ဘူးထည့်ပေးလိုက်တယ်ထည့်ပေးလိုက်တော့ကျမမြောက်သွားတာပေါ့နော်ဒီကြပြားလေးကိုဟာငါကြပြားလေးပါလာပြီဆိုတငယ်ချင်းတွေစီချောင်းကတငယ်ချင်းတွေကိုလိုက်ပြတဲ့ခါကျယောက်ျားလေးတငယ်ချင်းတယောက်ကိုပြပြီးတော့ယောက်ျားလေးတငယ်ချင်းတယောက်ကကျမကိုအပြစ်တင်တယ်သူ့နာမည်ကဝင်းမြင့်ထွန်းတဲ့တင်ဝင်းရဲ့တဲ့နင်ရေးမဲ့ရင်ငါတို့ကိုများနင်းနေပါတိုင်နေပါအောင်လားတဲ့ကျမလည်းဘာဖြစ်လို့လဲငါရှင်ထဲမှာရှိတဲ့ခံစားချက်ကိုငါရေးတာလေလို့ပြောတော့ဟုတ်ပါတယ်နင်ခံစားချက်နင်ရေးတာဟုတ်ပါတယ်ဒါပေမဲ့ဘီယာဘာဖြစ်လို့ခါရတာလဲတဲ့ဘီယာဆိုတာမခါဘူးခဲ့တဲ့ကျမလည်းစဉ်းစားတယ်ဟောဒုက္ခပဲငါတော့ရေးလိုက်မိပြီပေါ့ဒါပေမဲ့ကျမအဲ့ချိန်ကလေးကကျမစာရေးဆရာဖြစ်ဖို့၄တန်းကလေးကစပြီးတော့ဥတီလာခဲ့တာစာရေးဆရာဖြစ်ချင်တဲ့စိတ်နောက်စာရေးဆရာတွေဟာဒီမှာဆရာချစ်ဦးမျိုးတို့ဆိုရင်သူရေးမဲ့ဝတ္ထုကိုတမိုင်းချောင်းကိုတေးသေးချာချာလေ့လာပြီးကမှရေးတာကျမလည်းကျမရေးမဲ့ကြပြားကိုတေးသေးချာချာလေ့လာပြီးမှကျမရေးဖို့အဲ့တော့ကျမကတကယ်လေ့လာပါတယ်လို့ငါမလေ့လာဘဲနဲ့ငါပောက်တက်ကရဖြစ်ကြတာဆန်ရေးတာမဟုတ်ငါတကယ်လေ့လာတယ်ဘီယာကိုငါတကယ်တောက်ခဲ့တာငါတကယ်တောက်ပြီးရေးတာလို့ဆိုတော့ဘီယာခါသလားတဲ့ခါတယ်လို့တကယ်ကျမအတွက်ကဘီယာခါတာကိုခါလို့ခါတယ်ရေးတာ तू ကကျမကိုအပြစ်တင်တယ်အဲ့နဲ့နင်မဟုတ်သေးဘူးတဲ့နင်တခြားလူလည်းသွားမေးကြည့်ဦးနဲ့ဒါမှမဟုတ်နင်မသိလိုက်တာဖြစ်ပါလိမ့်မယ်တဲ့အဲ့တော့ကျမလည်းပြန်စဉ်းစားတယ်အော်ဟုတ်တယ်ကျမပြန်စဉ်းစားတော့ဘီယာလိုပဲခါတယ်နော်ဘီယာဟာခါတယ်ကျမတို့ကငါတောက်တုံးကတော့ခါတယ်ပေါ့ဒါနဲ့ပဲကျမတငယ်ချင်းတွေ4-5ယောက်လောက်သူ့တယောက်တည်းကိုမယုံနိုင်လို့ကျမထပ်ပြီးတော့လိုက်မေးတယ်ယောက်ျားလေးတငယ်ချင်းတွေကိုမိတာပေါ့မိန်းကလေးဘီယာမတောက်ဘူးကျမတို့ခေတ်တုန်းကမိန်းကလေးဘီယာမတောက်ဘူးကျမကလည်းတောက်ချင်လို့တောက်တာမဟုတ်ကြပြားရေးဖို့ကြပြားရေးဖို့တောက်တာဆိုတော့တငယ်ချင်းတွေအကုန်လုံးကပြောကြတယ်ဘီယာဟာမခါဘူးနင်မှားတယ်အဲ့နဲ့ကျမနည်းနည်းစိတ်ထဲမှာတော့မတင်မကျဖြစ်သွားတယ်ဒါပေမဲ့ကျမတေးကြအောင်လို့နောက်တစ်ခွက်ထပ်တောက်ကြည့်ကျမနောက်တစ်ခွက်တောက်ကြည့်လိုက်ပါတယ်ကြည့်လိုက်တော့ပထမတစ်ခါတောက်တုန်းကခါတယ်တော်တော်ခါတယ်အခုဒုတိယတစ်ခွက်ကိုတောက်ကြည့်လိုက်တဲ့ခါကျတိတ်တော့မခါဘူးတိတ်တော့မခါဘူးအဲ့လိုနဲ့နောက်ထပ်တစ်ခွက်နှစ်ခွက်သုံးခွက်လောက်တောက်ပြီးတဲ့ခါကျတော့ကျမသိသွားတယ်ဘီယာမခါအဲ့တော့ကျမရေးပြီးသားဖြစ်သွားပြီခါတယ်လို့လည်းရေးပြီးသားဖြစ်သွားပြီဘာမှလည်းမတတ်နိုင်တော့ဘူးเนาะတကယ်လို့သာပြင်လို့သာရမယ်ဆိုလို့ရှိရင်ကျမအဲ့တစ်ပိုက်ပြင်ပလိုက်ခြင်းတယ်ဘယ်လိုပြင်ခြင်းလဲဆိုတော့ရွှေရှာတာမဟုတ်ဘူးငွေရှာတာမဟုတ်ဘူးအချိုးရှာတာပါကိုရဲ့အချစ်ဆိုတာဒါလားဘီယာလိုပဲနော်ခါကျင်တဲ့အချိန်ခါပြီးတော့မခါကျင်တဲ့အချိန်မှာမခါပါဘူး
အဲ့ဒီလိုပြင်လိုက်ခြင်းနဲ့ဒါပေမဲ့လည်းဘဝဆိုတာတစ်ခါမှပြင်မရတဲ့အမှားတွေအများကြီးရှိပါတယ်အဲ့ဒီပြင်မရတဲ့အမှားတွေကအဲ့ဒီကြပြလေးကကျမအတွက်ဘလို့မှပြင်လို့မရတဲ့အမှားပါနောက်ထပ်လည်းမှားဖို့ကျမတက်နိုင်သမျှပေါ့နော်မမှားဖို့စူးစမ်းပေမဲ့မှားဖို့အစဉ်သင့်ဖြစ်နေတဲ့အရာလေးတွေအများကြီးရှိတယ်ကျမအမှားတွေဒါပြောရင်လည်းကုန်မှာမဟုတ်တော့ဘူးဆိုတော့ဒီအမှားလေးပဲဒါလေးကနည်းနည်းပြောကောင်းတယ်တချို့အမှားတွေကပြောလို့မကောင်းဘူးလေဒါကြောင့်ကျမဒီကြပြလေးကိုပဲကျမရွတ်ပြတာပါကျမဟာအဲ့လောက်တောင်ကြပြရေးတာမှညံ့ခဲ့တယ်နောက်ပိုင်းမှာကျမသိသွားတယ်ကျမကြပြရေးတော်ညံ့နေဆိုတော့အခုနောက်ပိုင်းမှာများဂျူးကြပြရေးတာများကြားဘူးကြလားမရေးတော့ဘူးကျမသိသွားပြီအဲ့ဒါကြောင့်အခုကျမဝတ္ထုတွေပဲရေးတယ်အဲ့အချင်းနဲ့ပတ်သက်လို့ကျမရေးကျင်တဲ့ဝတ္ထုတွေအများကြီးရှိတယ်အများကြီးရှိတော့ဒီကြပြမှာကျမကွဲသွားပြီဆိုတာကျမသိလိုက်တဲ့နောက်မှာကျမကြပြမရေးတော့ဘူးမရေးဘဲနဲ့ဝတ္ထုရေးဖို့ကြိုးစားတယ်ဝတ္ထုရေးဖို့ကြိုးစားတဲ့အခါကျတော့လေစောစောပြောသွားတဲ့အမှတ်တရဟာကျမအတွက်ပထမဦးဆုံးသောလုံခြုံဝတ္ထုကျမငယ်ငယ်တုန်းကစပြီးတော့ရေးကျင်ခဲ့တဲ့အကြောင်းတွေရင်ထဲမှာအများကြီးပေါ့လူတွေကမေးကြတယ်အသက်ကြီးရင်ဘာလုပ်မလဲဆိုတော့ကျမ၄တန်းကလေးကစာရေးဆရာလုပ်မယ်လို့ဖြေခဲ့တာအဲ့ဒီအချိန်မှာကျမမှရေးစရာတွေကအများကြီးပဲ၄တန်းမှာဘာဖြစ်လို့စာရေးဆရာဖြစ်ချင်တယ်လဲဆိုတော့ကျမကိုစာရေးဆရာဖြစ်လာအောင်လို့မတီးပေးလိုက်တဲ့သူကကျမရဲ့မိခင်ကျမအမေပါသူကတကယ်တော့ကျမရဲ့ကျေးဇူးရှင်ကျမမှာကျေးဇူးရှင်တွေအများကြီးရှိတယ်ပေါ့နော်စပြီးရေးလိုက်ရင်ကျမရဲ့စာပေချင်းမြန်လို့တဲ့စိတ်ကိုစပြီးတီးပေးလိုက်တာကျမမိခင်ကျမဘာကြောင့်စာရေးဆရာဖြစ်လာတယ်လဲအခုလိုပြောရေးဆိုခွင့်ရှိတဲ့စာရေးဆရာတယောက်ဖြစ်ဖို့မြန်မာနိုင်ငံရဲ့ရန်ကုန်မြို့နဲ့385မိုင်လောက်ဝေးတဲ့6တွေ့တောနယ်လေးတစ်ခုကရေနံတွင်းနေပေါ်တော့ရေနံချောင်းမြို့ပေါ့နော်အဲ့ဒီမြို့ငယ်သေးသေးလေးတစ်မြို့မှာနေတဲ့အလဲအလက်တန်းစားမှာအောက်အလွှာအလဲလက်တန်းစားအောက်အလွှာမှာရှိနေတဲ့လက်လုတ်လက်စားမိဘနှစ်ပါးကနေမွေးဖွားလာတဲ့တင်ဝင်းဟာဘာဖြစ်လို့များဘလို့ဖြစ်ပြီးတော့စာရေးဆရာဖြစ်လာပါလဲကျမတစ်ခါစဉ်းစားကြည့်တယ်အဲ့ခါမှာကျမစာရေးဆရာဖြစ်ဖို့အတွက်တွန်းအားပေးတဲ့အချက်တွေကတော့အများကြီးရှိမှာပေါ့အဲ့မှာကျမပုံမြင်လေးတစ်ခုကျမကြားဘူးတဲ့ပုံမြင်လေးတစ်ခုပြောပြချင်ပါတယ်တခါတော့ငါတဲ့ငှက်တွေပြန်တန်းတဲ့ပြိုင်ပွဲတစ်ခုလုပ်ကြတယ်ငှက်တွေပြိုင်တဲ့အခါကျတော့ဘသူကအဝေးဆုံးနဲ့ဘသူကအမြင့်ဆုံးကိုပြန်နိုင်တယ်လဲဆိုတာငှက်တွေကပြိုင်ကြတယ်ပြိုင်ကြတဲ့အခါမှာအားလုံးကငှက်အားလုံးကပါဝင်ကြမယ်သူ့အစွမ်းအစနဲ့သူပေါ့နော်အဲ့ဒီထဲမှာတစ်ပြေးနေတဲ့သူကတော့ဘသူလဲဆိုတော့စွမ်းအားရှင်လင်းယုံငှက်ကြီးပေါ့လင်းယုံငှက်ဆိုတာတောင်ပန်တွေကဖြန့်လိုက်လို့ရှိရင်လေအဝေးကြီးနောက်သူကတဟုန်တို့တက်ပြီးတော့သွားလို့ရှိရင်နောက်ကငှက်တီမလိုက်နိုင်ဘူးပေါ့နော်အဲ့တော့စွမ်းအားရှင်လင်းယုံငှက်ကဒါအနိုင်ရမှာပေါ့လို့ထင်ကြတယ်လင်းယုံငှက်ကလည်းသူ့ကိုယ်သူကျင့်တတ်တယ်ပေါ့နော်အလုံးကဒါပေမဲ့လည်းမလျှော့တော့ဆွဲလုံးလာနဲ့အတူတူပြန်ကြမယ်ဆိုငှက်တီအသေးအကြီးအလက်အကုန်လုံးပေါ့နော်ပြန်ကြတယ်တဲ့ပြန်တဲ့အခါမှာထင်ထားတယ်လို့ပဲကျန်တဲ့ငှက်တွေကတဖြည်းဖြည်းနဲ့အတောင်ပံနေညောင်းပြီးတော့ဖြည်းဖြည်းနဲ့လေအမြင့်ကိုရောက်လာလေဆက်မပြန်နိုင်လေပြုတ်ကြလေနဲ့နောက်ဆုံးမှာလင်းယုံငှက်ကရှေ့ကိုတဟုန်တို့သွားပြီးတော့အမြင့်ဆုံးရောက်တော့ तू ကပြန်လှည့်ကြည့်လိုက်တဲ့ခါမှာဟာငါနောက်မှာဘယ်သူမှမပါဘူး तू ရှေ့ तू ကိုယ်တိုင်တောင်းမှရှေ့ကိုဆက်ပြီးတော့မြင့်မနိုင်တော့ဘူးအဲ့အမြင့်ဆုံးကို तू ရောက်သွားတဲ့ခါ तू အတောင်ပံတွေကလည်းညောင်းသွားပြီငါတိတဲ့တော့ပို့ပြီးတော့မမြင့်နိုင်တော့ဘူးဒါပေမဲ့လေကြည့်လိုက်တဲ့ခါမှာတော့အောက်ကိုကြနေတဲ့ငှက်တွေကြံနေခဲ့တဲ့ငှက်တွေကိုကြည့်တော့သူများတွေဆိုင်တော့တော်သေးတယ်ငါအမြင့်ဆုံးရောက်တာပေါ့လို့ तू ကအဲ့လိုပဲတွေးလိုက်တယ်သို့တော့ तू မတိလိုက်တဲ့အချက်ကသူ့အတောင်ပံကြားတဲ့ကသူ့တောင်ပံအမွေးကြားတဲ့မှာခိုးပြီးတော့လိုက်လာတဲ့နှံပြေစုပ်ငှက်ကလေးတစ်ကောင်ရှိတယ်အဲ့နှံပြေစုပ်ငှက်ကလေးကလင်းယုံကြီးကအတောင်ညောင်းပြီးတော့ကျတော့ရှေ့ဆက်မပြန်နိုင်မဲနဲ့ကြတော့မဲအချိန်မှာနှံပြေစုပ်ငှက်ကလေးကအတောင်ကြားတဲ့ကနေထွက်ပြီးတော့သူထက်ပြီးတော့သူ့နိုင်တဲ့ခွန်အားလေးနဲ့လေထဲကိုတဟုန်တို့တက်လိုက်တော့လင်းယုံငှက်ကြီးရဲ့အထက်မှာဘသူရောက်သွားတယ်လဲဆိုတော့နှံပြေစုပ်ငှက်ကလေးရောက်သွားတယ်အဲ့နှံပြေစုပ်ငှက်ကလေးဟာသူတော်လို့ရောက်သွားတာလားဆိုတော့တွေးကြည့်ရင်သူတော်လို့မဟုတ်ပါဘူးသူကအလွန်တော်သောလင်းယုံငှက်ရဲ့နောက်မှာမွေးအတောင်ပေါ်မှာခိုးပြီးတော့စီးပြီးတော့လိုက်သွားတာဆိုတော့လောကမှာလူဟာနှမျိုးနှစ်စားရှိနိုင်တယ်တစ်မျိုးကလင်းယုံငှက်လို့စွမ်းအားမြင့်မြင့်နဲ့ပြန်နိုင်တယ်ကိုယ်တိုင်အရေးချင်းနဲ့ပြန်နိုင်တယ်တချို့ကြတော့ဉာဏ်ကိုလွှာသုံးပြီးတော့ကိုယ်တိုင်ရေးချင်းနဲ့လုပ်မယ်ဒါပေမဲ့လည်းခိုးလို့ရတဲ့အချိန်လေးမှာအားကိုးတဲ့ယူရှိရင်အဲ့အားကိုးတဲ့အမိလေးနဲ့လေကားတက်ကလေးနဲ့အဲ့လိုလိုက်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်ပေါ့ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာဘသူကအမြင့်ဆုံးပြန်နိုင်တယ်လေအဲ့ဒီကြပြလေးအဲ့ပုံပြင်လေးကကျမကိုဘာစိတ်တက်ကိုပေးလိုက်တယ်လေဆိုတော့ကျမဟာနှံပြေဆုံးငှက်ကလေးဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့လည်းထိုက်တင်ရာအတောင်ပံတစ်ခုခုမှာ
ခဏတာမိခိုခွင့်ရရင်အဲ့ဒီအကူအညီနဲ့ပေါ့အမေဖြစ်ခြင်းဖြစ်မယ်သို့မဟုတ်ခင်ပွန်းဖြစ်ခြင်းဖြစ်မယ်သို့မဟုတ်လဲစာအုပ်ဖြစ်ခြင်းဖြစ်မယ်ဆရာဖြစ်ခြင်းဖြစ်မယ်ကျမရဲ့လင်းယုံငှက်တီအများကြီးရှိပါတယ်အဲ့ဒီလင်းယုံငှက်တီစီကနေပြီးတော့ကျမဒီတောင်ပန်လေးထဲမှာဝင်သွားပြီးကိုနိုင်တဲ့စီကိုပြန်လိုက်ရင်တော့သူကအမြင့်ဆုံးရောက်ချင်းရောက်သွားမှာပေါ့အဲ့တော့ကျမအဲ့ဒီကားလေးကိုကျမကောင်းထဲမှာဆွဲနေတယ်အဲ့တော့အဲ့ဒါလေးဟာကျမရဲ့မှတ်စုထဲမှာလည်းကျမရေးထားပါတယ်ကျမဘယ်လိုများစာရေးဆရာဖြစ်လာတယ်လဲကျမမှာလင်းယုံငှက်တွေအများကြီးရှိတယ်အဲ့ဒီမှာကျေးဇူးတင်ထိုက်တဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒီထဲတွေကပထမဦးဆုံးတော့ကျေးဇူးရှင်ကတော့ကျမမိခင်ကကျမကိုစရုပ်ထတိုင်းအရွယ်မှာစာအုပ်တုပ်ပေးဖက်ပါတယ်အဲ့စာအုပ်ကလည်းလေးတန်းကျောင်းသူအရွယ်အနေနဲ့ဆိုရင်တော်တော်ကိုထူတယ်လက်လေးလုံးလောက်ထူတဲ့စာအုပ်ကြီးအဲ့စာအုပ်ကြီးကိုကျမကိုပေးဖက်တယ်တကယ်တော့မိခင်တွေဟာတားတွေသမီးတွေအကြောင်းကိုမွေးပြီးကြတဲ့ကသူတို့ကိုယ်တိုင်ပြုစုစောင့်ရှောက်လာတာဆိုတော့အကုန်လုံးသိတာပေါ့နော်ဘယ်သမီးကတော့ဘယ်အခြေရှိတယ်ဘယ်သားကတော့ဘလို့ရှိတယ်ကျမကိုသူ့စိတ်ထဲမှာစာရေးဆရာဖြစ်လိမ့်မယ်လို့ထင်ထားတယ်ထင်ပါရဲ့အဲ့ဒီမှာကျမကိုအဲ့စာအုပ်ကလေးပေးဖက်လိုက်တော့ဒီဝတ္ထုရဲ့ခေါင်းစဉ်ကတော့မာလာတဲ့ဝတ္ထုခေါင်းစဉ်ကလည်းရိုးရိုးလေးပါပဲရေးတဲ့စာရေးဆရာကတော့စာရေးဆရာကြီးနန်းတွင်ဝတ္ထုတွေကိုရေးများတဲ့စာရေးဆရာကြီးဒူဝွန်လို့ခေါ်ပါတယ်အဲ့ဝတ္ထုကိုကျမဖတ်ပြီးတဲ့နောက်မှာကျမဟာစာရေးဆရာဖြစ်ချင်သွားပါတယ်ကျမစာရေးဆရာဖြစ်ချင်တဲ့အနေနဲ့ကျမစာရေးဖတ်တယ်စာရေးဆရာတယောက်ဟာစာဖတ်ဖို့လိုတယ်ပေါ့အဲ့ဒါကြောင့်ကျမစာရေးအများကြီးဖတ်တယ်အများကြီးဖတ်ရင်ကနေပြီးတော့အဲ့ဒီစောစောကကြပြားတွေအချစ်ကြပြားတွေစီကိုကျမရောက်သွားတယ်အသက်အရွယ်ပေါ်မှာမူတည်တာပေါ့နော်ကြပြားလေးကိုရေးပြီးတဲ့နောက်မှာကျမဟာနောက်ထပ်ကြပြားမရေးချင်တော့ဘူးဒါပေမဲ့ကျမမှာရှိနေတာကအချစ်တွေကရှိနေတော့မယ်ဒီတော့ကျမကဘာရေးလဲဆိုတော့ဝတ္ထုတွေရေးတယ်နောက်ပြီးတော့အမှတ်တရဆိုတဲ့ဝတ္ထုကိုကျမစပြီးရေးပါတယ်အဲ့ဒီအမှတ်တရကိုစရေးတော့ကတော့လာပြဝတ္ထုပေါ့လာပြဝတ္ထုဆိုတာမဂ္ဂဇင်းထဲမှာတစ်ခါတည်းပဲပါတယ်ဝတ္ထုအနေနဲ့မှန်းပြီးတော့ရေးတာပါအမှန်အစမကောင်းတော့ကျမရေးလိုက်တဲ့ဝတ္ထုကရှည်သွားတယ်ရှည်သွားတော့ပေဘူးလာကိုကျမပေးလိုက်တဲ့ခါကျတော့ကျမစိတ်ထဲမှာလာပြတလစာအနေနဲ့ပဲပေးလိုက်ပြီမယ်ဟိုရောက်တော့ဆရာမောင်မြင့်မြတ်တို့ကကြည့်ပြီး3လလောက်တော့ထဲလို့ရတယ်ဆိုပြီးတော့3လထည့်ပေးလိုက်တာအဲ့တော့ကျမရဲ့ကျေးဇူးရှင်ထဲမှာပထမဦးဆုံးဆရာဦးဆွေတင်ပါတယ်လို့ဆရာမောင်မြင့်မြတ်အဲ့ချိန်မှာပေဘူးလာကိုရောက်သွားပြီပေဘူးလာမှာဦးမြင့်မြတ်ကကျမကိုအဲ့ဝတ္ထုထည့်ပေးလိုက်တဲ့ခါကျမကအဲ့အမှတ်တရကြောင့်စာရေးဆရာဖြစ်လာတယ်လို့ပြောလို့ရပါတယ်အဲ့ဝတ္ထုကကျမရဲ့ဟိုနာမည်ကိုလေမြင့်တင်ပေးလိုက်တဲ့သဘောရှိတာပေါ့နော်အဲ့ဒါကြောင့်အဲ့ဒီဝတ္ထုကျမထွက်လာတယ်အဲ့တော့အဲ့ဒါကဘာအကြောင်းရေးတာလဲဆိုတော့အမတ်တရားကိုသိတဲ့လူတိုင်းသိမှာပါအချစ်အကြောင်းရေးတာပါချစ်ချင်းမြတ်တာအကြောင်းချစ်ရဲ့စွမ်းအားအကြောင်းချစ်ရဲ့ညံ့သိမ်မွေးမှုအကြောင်းအချစ်ရဲ့အနစ်နာခံတတ်တဲ့အကြောင်းအချစ်ရဲ့မာနအကြောင်းအဲ့ဒီထဲမှာမျိုးသမီးလေးမှာရှိနေတဲ့ခံစားချက်တွေအကုန်လုံးကျမအဲ့မျိုးသမီးနေရာမှာနေပြီးတော့ကျမဆိုတဲ့ဟိုပြောသူနှံစားနဲ့ကျမရေးသွားတာဖြစ်ပါတယ်အဲ့ဝတ္ထုလေးဟာကံကောင်းကျင်တော့လူတွေအများကြီးကြိုက်ကြတယ်အများကြီးကြိုက်ကြပြီးတော့စောစောကပြောသလိုပဲဝေဖန်တဲ့သူတွေလည်းအများကြီးရပါတယ်ဝေဖန်တဲ့အခါမှာဘလောက်ထိဝေဖန်လဲဆိုရင်ကျမနောက်ထပ်စာရေးတောင်မရေးရဲလောက်အောင်သူတို့အများကြီးဝေဖန်ကြတယ်ကျမဟာမြန်မာစာရေးဆရာထဲမှာဟိုရှင်သန်လာဖို့မကောင်းတော့အစိတ်အတောက်အပင်ဒီအပင်လေးကိုဝိုင်းပြီးတော့တတ်ကြစို့ဓမ္မဟုတ်တယ်အဲ့လိုပဲရေးတာလေဓမ္မမြန်မာအမျိုးသမီးတို့ကြီးအတွက်ကောင်းမယ်မဟုတ်ရင်ဒီဝတ္ထုဟာမြန်မာအမျိုးသမီးတို့ကိုဖျက်ဆီးတဲ့ဝတ္ထုဖြစ်လာလိမ့်မယ်လို့ပြောကြပြီးတော့ဝိုင်းပြီးတော့အစိတ်ပင်လေးကိုရေမလောင်းမဲနဲ့တတ်တော့တတ်ကြတယ်ပေါ့နော်ဒါပေမဲ့လည်းဟိုရိုးစိမှန်တယ်လို့ပဲပြောရမလားဒါမှမဟုတ်လို့ရှိရင်ခေါင်းမာတဲ့အစိတ်ပင်လေးလိုပဲပြောရမလားဘာပဲဖြစ်ဖြစ်ဒီပင်လေးဟာရှင်သန်လာတယ်ကျမအားလုံးကိုကျေးဇူးတင်ပါတယ်ဝိုင်းပြီးတော့ဝေဖန်တဲ့သူတွေကိုဝိုင်းတက်ဖို့စူးစမ်းတဲ့သူတွေကိုလည်းကျမကျေးဇူးတင်ရပါတယ်တကယ်လို့ဒါသူတို့ဝိုင်းပြီးမတက်ဘူးဆိုရင်ကျမဒီချိန်မှာဒီလောက်ကြီးနာမည်ကြီးချင်မှလည်းကြီးမှာပေါ့နော်အခုတော့ကျမနာမည်လေးပို့ပြီးတော့ကြီးလာတယ်ဘာပဲဖြစ်ဖြစ်ကျမမေတ္တာနဲ့သူတို့ဟိုမေတ္တာလည်းပို့ပါတယ်အားလုံးကျမ်းပါပါစေချမ်းသာပါစေဒီတဲ့မကလည်းအောင်မြင်ကြပါစေကျမလည်းဒီတဲ့မကအောင်မြင်ရပါလို့ဤပေါ့နော်လေလို့ဟိုတူးမြတ်တာတူးမှာတဲ့ကျမမြတ်တာပို့လိုက်တယ်ဒါပေမဲ့အမှတ်တရအောင်မြင်သွားတယ်အမှတ်တရကိုပြန်ကြည့်လိုက်တဲ့ခါကျကျမအဲ့တုန်းကကျမရဲ့ရင်ထဲမှာရှိတဲ့နှလုံးသားခံစားချက်စစ်နဲ့ရေးတာအဲ့တော့တိတ်ပြီးတော့ပြည်ပြင်းလွန်းသွားသလားမသိဘူးကျမကိုလူတွေကအင်တာဗျူးမေးတဲ့အခါမှာအမှတ်တရဟာဆရာမရဲ့တကယ်အဖြစ်ပြက်လားလို့မေးပါတယ်ပြီးတော့ကျမကဟုတ်တယ်လို့လည်းမဖြေဘူးမဟုတ်ဘူးလို့လည်းမဖြေဘူးအမှားတော့မဟုတ်ဘူးဒါပေမဲ့လည်းထင်အောင်ထင်မှားပေါ့နော်ထင်အောင်ထင်မှားပြစ်လည်းနဲလားဆိုတော့ကျမပြောပြီးတော့ဒီလောက်အရက်ပူလေးနဲ့အရက်ကလည်းပူသေးတယ်ရုပ်ကလည်းဆိုးသေးတယ်
ဒီပုံလေးကိုကျမမြင်တဲ့အခါမှာကျမတော်တော်ပျော်သွားတယ်ပကြီးဆရာကိုလည်းကျေးဇူးတင်တယ်လို့ဘာလို့ဆိုတော့ဒီပုံထဲမှာကျမလှနေတာ哦အဲ့တော့အဲ့ဒီလိုမျိုးကိုဘယ်ယောက်ျားကလေးကကြိုက်မလဲဘယ်သူမှမကြိုက်နိုင်ဘူးဒါပေမဲ့လည်းအဲ့ဒီအမှတ်တရထဲမှာသူကရည်စားရှိတယ်ဆိုတော့လူတွေကကျမရေးတဲ့နေရာမှာဖုံးကွယ်ဖွက်ပြီးတော့ဟုတ်တာလေးတွေနဲ့မဟုတ်တာလေးတွေနဲ့ပေါင်းပြီးရေးတဲ့ခါမှာကျမကိုအဲ့ဒါတကယ်အဖြစ်ပြလို့သူကထင်သွားတယ်ထင်သွားတော့လာမေးကြတော့ကျမကမဖြေဘူးဟုတ်တယ်လို့မဟုတ်တယ်လို့ပေါ့မဖြေပါရစေနဲ့အဲ့လိုပဲပြောလိုက်တယ်ဆိုတော့အခုချိန်ထိတချို့ကထင်းနေတယ်အမှတ်တရဟာကျမရဲ့ဝတ္ထုလို့ထင်းနေတယ်တကယ်တော့မဟုတ်ပါဘူးကျမရဲ့တငယ်ချင်း3-4ယောက်ကိုပေါင်းပြီးတော့ကျမရင်ထဲမှာရှိတဲ့ခံစားချက်တွေလည်းပါတာပေါ့လေဒါပေမဲ့လည်းအဲ့ဒါကိုပေါင်းပြီးတဲ့အခါမှာဘယ်သူမှမသိအောင်ရောပြီးတော့မှွေပြီးတော့ရောသမမှွေပေါ့ရေးလိုက်တဲ့အခါမှာအမှတ်တရဖြစ်သွားတာပေါ့ဘာပဲဖြစ်ဖြစ်ပါဒီဝတ္ထုကိုကျမရေးမိတဲ့အတွက်ကျမကျေနပ်ပါတယ်အခုချိန်မှာဒီဝတ္ထုမျိုးရေးပါလို့ပြောရင်ကျမမရေးနိုင်တော့ပါဘူးဘာကြောင့်လဲဆိုတော့အရင်အဲ့ဒီတော့ကဝတ္ထုရေးတဲ့အချိန်မှာရှိတဲ့ရင်ထဲကခံစားချက်နဲ့အခုခံစားချက်နဲ့ကလည်းမတူတော့ဘူးနှလုံးသားကတူနေအောင်တော့ကျမကိုလွှမ်းမိုးလာတဲ့အပြင်အကြောင်းအရာတွေကလည်းမတူတော့ဘူးဆိုတော့ကျမဒီဝတ္ထုမျိုးကိုဘယ်တော့မှပြန်ပြီးရေးနိုင်မှာမဟုတ်ပါဘူးအားလုံးကလည်းပြောကြတယ်ကျမကိုအဲ့ဒီဝတ္ထုမျိုးရေးပါအောင်နဲ့ကျမမရေးနိုင်တော့ပါဘူးဘာပဲဖြစ်ဖြစ်ကျမနောက်ထပ်ပြောင်းလဲလာတယ်အဲ့တော့ကျမဟာကျမရဲ့ခါရေးဆရာကြောက်ရမှတ်စုများဆိုတာနဲ့အညီကျမမှတ်စုတွေအကြောင်းကိုပြောဖို့စဉ်းစားတဲ့အခါမှာအပိုင်း5ပိုင်းတွေ့ရတယ်အခုဒီတစ်ပိုင်းကတော့ကျမရဲ့ပထမဦးဆုံးသော first phase ပေါ့နော်ပထမဦးဆုံးသောကန္တာအဲ့ဒါကချစ်ချင်းမြတ်တာကန္တာပါအဲ့ချစ်ချင်းမြတ်တာကန္တာပြီးတဲ့အခါမှာအလိုလျောက်ပေါ့ကျမကိုဘယ်သူမှဘာအကြောင်းမှမဟုတ်ဘဲနဲ့ကျမတွေ့ကြုံရတဲ့ဟာတွေကြောင့်အတွေ့အကြုံတွေကြောင့်ခံစားမှုတွေကြောင့်မြင်ကွင်းတွေကြောင့်ဝေဒနာတွေကြောင့်စေတနာတွေကြောင့်ကျမဟာတဖြည်းဖြည်းနဲ့ပြောင်းသွားတော့ဒီပထမကန္တာကနေနောက်ထပ်ဒုတိယကန္တာတစ်ခုသူ့အလိုလျောက်ပြောင်းသွားတယ်အဲ့ဒုတိယကန္တာကဘာလဲဆိုတော့ gender ဆိုတာအမျိုးသမီးနဲ့အမျိုးသားကြားမှာရှိသောကွဲပြားခြားနားမှုအမျိုးသမီးကိုအမျိုးသမီးလို့သတ်မှတ်ပြီးအမျိုးသားကိုအမျိုးသားလို့သတ်မှတ်တာဒါကထုံးစံပေါ့နော်အမျိုးသမီးနဲ့အမျိုးသားဟာကွာခြားမှုရှိပါတယ်ဒါပေမဲ့လည်းဘိုင်အိုအရာဒီဇီဝရုပ်အရာအနာတမီအရာခန္ဓာဗေဒအရာကွဲပြားခြားနားတာအပြင် society လို့ခေါ်သောလူမှုဝန်းကျင်ကနေနောက်ထပ်ပြီးခွဲခြားထားတာတွေအများကြီးကိုကျွန်မတွေ့လာတဲ့အခါမှာရေးတော့ရေးတာပဲအချစ်တွေလည်းရေးပါတယ်ဒါပေမဲ့လည်းအဲ့ဒါကကျွန်မအရေးကနည်းနည်းပြောင်းသွားတယ်ဘယ်ထိရောက်သွားလဲဆိုတော့မြို့သားအမျိုးသမီးတန်းတူညီမျှခြင်းအခွင့်အရေးဆိုတဲ့နေရာတိအောင်ကြောက်လူနေနေဖြစ်သွားတော့ကျမကိုပထမအမှတ်တရတော့ကကျမကိုဝေဖန်တာဟာတယောက်ကဒါဟာစာရေးဆရာမဂျူးပါလို့မိတ်ဆက်ပေးလိုက်တာနဲ့တပြိုင်နက်တည်းဩဟုတ်လားကြားဘူးတယ် living together ရေးတဲ့စာရေးဆရာမပြောပါတယ်အဲ့ကျမမှာနာမည်တစ်စိတ်ကအမှတ်တရရေးပြီးတဲ့နောက်မှာ living together ရေးတော့စာရေးဆရာမလို့ကျမမိတ်ဆက်ခံရတယ်အဲ့ဒါနောက်ထပ်ပြီးကျမနည်းနည်းလေးကန္တာပြောင်းလာတဲ့ခါကျတော့ကျမရေးတဲ့ထဲထဲမှာအမျိုးသမီးမျိုးသားတန်းတူခွင့်ရေးဆိုတာမျိုးမျိုးသမီးတွေကိုတော်စေချင်တာမျိုးမျိုးသမီးတွေကိုလွတ်လပ်စွာတွေးခေါ်ချင်တာလွတ်လပ်ဆုံးဖြတ်နိုင်တာ decision making မှာဘယ်သူ့ကိုမှအားကိုးစရာမလိုပဲငဲ့စရာမလိုပဲမျှော်လင့်စရာမလိုပဲနဲ့ကိုယ့်ခြေထောက်ပေါ်ကိုရပ်နိုင်အောင်ကျမဖြစ်စေချင်တယ်မျိုးသမီးတွေတော်စေချင်တယ်ပေါ့အဲ့လိုညီနဲ့ကျမရေးလာတဲ့ခါကျတော့လူတွေကကျမကိုနောက်ထပ်တစ်စိတ်တစ်ခုထပ်ကပ်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဒါဟာစာရေးဆရာမကျူပါ feminist စာရေးဆရာအမျိုးသမီးတုကိုအမျိုးသမီးတွေကိုမြှောက်စားတဲ့စာရေးဆရာမပေါ့အဲ့တော့တချို့ကတော့ပြောပါတယ်ကျမဝတ္ထုတွေကိုဖတ်ကြည့်တဲ့အခါမှာအမျိုးသားဇာတ်ကောင်တွေကတော်တော်လေးနှိမ့်ကြပြီးတော့အမျိုးသမီးဇာတ်ကောင်တွေကတော်နေတဲ့အခါကျတော့မဖတ်ချင်ဘူးတဲ့မဖတ်ချင်ဘူးဆိုတာသူတို့မဖတ်ရုံနဲ့မကဘူးเนาะအမျိုးသားတွေကသူတို့အမျိုးသမီးတွေကိုလည်းမဖတ်စေဘူးသူတို့ကယူဝတ္ထုဖတ်တယ်ဆိုလို့ရှိရင်တစ်ချိန်ချိန်မှာဒီမိန်းမငါ့ကိုပုံကန်တော့မှာပဲလို့အဲ့လိုတွေးတဲ့ခါကျငကိုတွေကသူကအုပ်ထားတယ်မဖတ်နဲ့ယူဝတ္ထုတွေဖတ်မနေပါနဲ့အဲ့ဂျူးတော့တွေကိုမင်းစီမှာမကြားချင်ဘူးဒါမျိုးပြောတယ်အဲ့တော့မိန်းကလေးတွေကလည်းကျမဝတ္ထုကိုဖတ်ပြီးတဲ့နောက်သူတို့ခွန်အားယူပါတာကိုယောက်ျားဟာအလကားသူစောစောပြောသလိုပေါ့နော်ကြာတော့ဒီလဲမောင်အလကားပထမတော့ကတော့မောင်စကားကိုစောင့်ရတာကြာလိုက်တာမောင်နှုတ်ကနေဖွင့်ဟပြီးတော့ပြောလာမဲ့ချစ်စကားကိုစောင့်ရတာကြာလိုက်တာလို့မိန်းကလေးတွေကထင်လာရာကနေချစ်လိုက်ကြပြီးတဲ့နောက်မှာ2လ3လ4လ6လ1နှစ်2နှစ်ကြာတဲ့အခါကျတော့မောင်ကအလကားဖြစ်သွားတယ်တကယ်လဲအဲ့ဒီလိုဖြစ်တဲ့စုံတွဲတွေကျမတွေ့ဘူးပါတယ်ဒါပေမဲ့လည်းဒါကဖြစ်လေဖြစ်တတ်ရှိတယ်လို့ပြောလို့မရပါဘူးတစ်ခါမှဖြစ်တတ်တယ်ဒါပေမဲ့အများစုသော
အတွဲတွေမှာတော့ကြာတော့လေဒီမောင်စကားညှော်လင်းရတော့မယ်တစ်ချိန်လုံးသူတို့ကဘာလို့လဲဆိုတော့ယောက်ျားတွေကိုချစ်လို့ရှိရင်ကျမစောစောကကျမကိုဟောခိုင်းတာအဲ့ဒါလေအမျိုးသမီးတွေရဲ့အချစ်ဟာဘဝလားလို့ပြောခိုင်းတယ်ဆိုတော့ကျမအဲ့လွန်ခဲ့တဲ့အနှစ်20ဆိုတော့အဲ့ခေါင်းစဉ်ကိုကျမတကယ်ကိုပြောမှာပေါ့ဒါပေမဲ့အခုကျမကြည့်လိုက်တဲ့ခါကျအသက်က50ကျော်ပြီဒီအချစ်နဲ့ပတ်သက်ပြီးပြောဖို့အတွက်အရွယ်မဟုတ်တော့ဘူးဒီချိန်မှာတော့ကျမပြောရင်ဘာအကြောင်းပဲပြောရမလဲဆိုတော့တရားဓမ္မအကြောင်းပြောရမယ်အရွယ်ဖြစ်နေပြီ50ကိုတော့ဒီအကြောင်းတော့မပြောချင်ဘူးပေါ့တကယ်တော့ကျမရင်ထဲမှာလည်းအခုချိန်ထိပြန်တွေးချင်ရင်မျိုးသမီးတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးလားဒါတကယ်ကိုအမျိုးသမီးတွေအတွက်အရေးပါပါတယ်အမျိုးသားကတော့သိကြတယ်အမျိုးသားတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးမဟုတ်ဘူးဘဝရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်လို့ကျမယူဆတယ်အဲ့တော့ကျမမှတ်စုတွေဟိုကနေဒါကလည်းကျမကစာတွေဖတ်ရင်စာတွေထဲကနေတွေ့မယ်နောက်တငယ်ချင်းတွေရှိမယ်နောက်ကျမမှာလူနာတွေရှိတယ်အဲ့လူနာတွေအမျိုးသမီးတွေရှိမယ်အဲ့တော့သူတို့စီကနေရထားတဲ့ data တွေအချက်လက်တွေအကုန်ပေါင်းပြီးတော့တင်းနဲ့ပေါင်းနှစ်နဲ့မြောက်အကုန်လုံးမြောက်ကြည့်လိုက်တဲ့အခါမှာနောက်ဆုံးအဖြေရလဒ်ကအဲ့ဒါပဲအမျိုးသမီးတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးဖြစ်ပြီးတော့အမျိုးသားတွေရဲ့အချစ်ဟာသူတို့ဘဝရဲ့အနည်းငယ်တော့အစိတ်အပိုင်းညာတာဖြစ်တယ်ဆိုတဲ့ကောက်ချက်ကိုကျွန်မရလာတယ်အဲ့ဒါဟာမှန်ခြင်းလဲမှန်ပါမယ်မှားခြင်းလဲမှားပါမယ်ဒါပေမဲ့အဲ့ဒီကောက်ချက်ကြောင့်ကျွန်မရေးလိုက်တဲ့ဝတ္ထုတစ်ပုဒ်ရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့မိန်းမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်လို့ခေါ်ပါတယ်အဲ့ဒီမိန်းမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ကအဲ့ဒီသင်းကတော့အဲ့ဒါပဲအမျိုးသမီးတယောက်ရဲ့အချစ်ဟာသူ့ဘဝတစ်ခုလုံးပဲဖြစ်တယ်ဒီအမျိုးသားကတော့သူ့ဘဝမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒါကိုဒါပေမဲ့အဲ့ထဲမှာရှိတဲ့အဲ့ထဲမှာစက်ကောင်နာမည်ကဒေါက်တာသက်နှင်းအိမ်လို့ခေါ်ပါတယ်အဲ့ဒေါက်တာသက်နှင်းအိမ်ကသူကဘာပြောလဲဆိုတော့သူကချစ်တယ်ဒါပေမဲ့လည်းသူလက်ထပ်ချင်တယ်ဘာကြောင့်လဲဆိုတော့သူကပိုင်ဆိုင်ချင်တာအချစ်ဟာလက်ထပ်ချင်တဲ့အတူတူပဲလို့သူကယူဆတယ်သူတို့လက်ထပ်ချင်တယ်အမျိုးသားလေးကလက်မထပ်ချင်သေးဘူးဘာကြောင့်လဲဆိုတော့ဆက်ရပြည့်စုံမှလက်ထပ်ရင်အဲ့လက်ထပ်မှုကပျော်ရွှင်တော့အိမ်အောင်ရေးဖြစ်မယ်ပေါ့ဒါပေမဲ့အမျိုးသမီးကကျတော့သူရှောင်ကျင်လို့ထင်တယ်နောက်နိုင်ငံသားကိုသွားပြီးတော့ဟိုကပညာသင်နေတာအလုပ်လုပ်ချင်တာအဲ့ဒီချိန်ကလေးကကျမတို့မြန်မာပြည်မှာအဲ့ဒီနိုင်ငံသားသွားပြီးအလုပ်လုပ်မယ်ဆိုတော့အတွေးတွေကဝင်လာပြီးအဲ့ဒီချိန်မှာအမျိုးသမီးကအဲ့ဒါကိုလက်မခံဘူးဆိုတော့သူတို့ချင်းပြဿနာဖြစ်ကြတယ်ဖြစ်ပြီးတဲ့နောက်ကိုသူကလက်ထပ်ချင်တယ်လက်ထပ်ရင်တော့ချီထားလို့ရမှာပဲလက်ထပ်လိုက်လို့ရှိရင်တော့မိန်းကလေးတယောက်ကသူတို့စဉ်းစားတာလေဒီလူနဲ့ငါနဲ့လက်ထပ်လိုက်ရင်တော့ဒီလူဟာငါနားမှာပဲရှိတော့မှာပဲကျိုးတစ်ချောင်းလက်ထပ်ခြင်းဟာကျိုးတစ်ချောင်းလို့သူကယူဆတဲ့အတွက်ဒီမိန်းကလေးဟာသူ့ကိုလက်ထပ်ခြင်းတယ်သို့တော့တကယ်လက်ထပ်လိုက်တဲ့အခါကျတော့တကယ်လက်ထပ်ပြီးတော့5-6လကြာတဲ့အခါမှာအဲ့ဒေါက်တာတနင်းအိမ်ဟာသူသိသွားတယ်လက်ထပ်ခြင်းဟာကျိုးတစ်ချောင်းဖြစ်ခဲ့ရင်တောင်မှအဲ့ဒီကျိုးဟာလင်းယောက်ျားကိုချီတဲ့ကျိုးမဟုတ်ဘူးမိန်းမသားကိုသာချီထားတဲ့ကျိုးဖြစ်တယ်ဆိုတာအဲ့ဒီမှာသူသိလိုက်ရတယ်ဒါကျမရဲ့ဝတ္ထုတွေကအသင်းပေါ့နော်အဲ့တော့သူဘာလုပ်လဲဆိုတော့သူကအဲ့ဒီကျိုးကိုသူမဖြတ်ချင်ပါဘူးဒါပေမဲ့ယောက်ျားလေးကအပြင်ကိုထွက်သွားပြီးတော့အလုပ်လုပ်တယ်သူ့ကိုလှမ်းခေါ်တယ်ဒါပေမဲ့သူမလိုက်သွားတော့ဘူးဆိုတာသူကလက်ထပ်ခြင်းဟာကျိုးတစ်ချောင်းဖြစ်တယ်ဟုတ်တယ်သို့တော့အဲ့ကျိုးကသူ့ကိုပဲခြိထားတယ်လို့သူကခံစားရတယ်ဟိုယောက်ျားလေးကခြိလို့မရဘူးပေါ့နော်အဲ့တော့သူမလိုက်သွားပဲနဲ့ဒီမှာကြံခဲ့တယ်အဲ့တော့ကျမစောစောကပြောတယ်အချစ်ဆိုတဲ့ဝတ္ထုထဲမှာကြပြထဲမှာနွန်လွာနဲ့ခြေတစ်ဖက်ကျွန်းနဲ့ရုံးထွက်ဖို့မဖြစ်နိုင်တော့ဘူးကွယ်ဆိုတာခြေတစ်ဖက်ပဲကျွန်းလိုက်ရင်သူ့စိတ်ထဲမှာတော့ထင်မှာပေါ့ဒီကြပြတဲ့ကမိန်ကလေးကနွန်လွားလဲအနဲ့ကြီးနွန်ထဲကိုခြေတော့ကျွန်းသွားရင်ရုံထွက်ဖို့ခက်လိုက်တာလို့သူထင်တယ်သို့တော့သူပြန်ထွက်လာလို့ရတယ်ဘာကြောင့်လဲဆိုတော့ခြေတော့ကတစ်ဖက်သေးပဲကျွန်းထားလို့တကယ်လို့များနှစ်ဖက်ကျွန်းရင်တော့အဲ့နွန်လွားတဲ့ကနေပြန်ထွက်လို့ရမှာမဟုတ်ဘူးနွန်လွားနဲ့မှာခြေတစ်ဖက်ပဲကျွန်းမိရင်မစိုးဘူးပေါ့အမှန်တော့ကောင်းတာတော့ခြေတော့လုံးဝမချလိုက်ရင်တော့အကောင်းဆုံးပဲတစ်ဖက်သေးချမိရင်မစိုးဘူးပေါ့ပြန်ယုံထွက်လာလို့ရပါသေးတယ်နှစ်ဖက်လုံးချလိုက်မိရင်တော့တေးကြတယ်ပြန်ယုံထွက်လို့မရတော့ဘူးအဲ့နွန်ထဲမှာနစ်သွားပြီတော်သေးတယ်ကျမကြပြတဲ့ကောင်မလေးကခြေတစ်ဖက်ပဲကျွန်းလိုက်လို့နောက်ဒေါက်တာတနင်းအိမ်ကလည်းခြေကိုနှစ်ဖက်တော့ကျွန်းလိုက်တယ်ဒါပေမဲ့သူကပထမတစ်ဖက်ကနည်းနည်းပြီးတော့ဒုတိယတစ်ဖက်ကနည်းနည်းတိမ်တဲ့ခါမှာအဲ့ဒုတိယတစ်ဖက်ကိုပြန်ယူပြီးတော့ပြန်ယုံထွက်တယ်နဲ့တူပါရဲ့တကယ်တော့လေအချစ်နဲ့အိမ်အောင်ရေးဟာမိန်းကလေးတွေအတွက်အလွန်အရေးကြီးပါတယ်ဒီဝတ္ထုထဲမှာကျမဟာဒေါက်တာတနင်းရဲ့အမှားတွေကိုလည်းကျမရေးထားတယ်အဲ့ဒီနေရာမှာလည်းကျမကိုယ်တိုင်ဝင်ပြီးတော့ကျမအနေနဲ့ရေးလိုက်တာဖြစ်တဲ့အတွက်
ဒါပြောသူနန်းစားအနေနဲ့ပေါ့နော်ကျမအနေနဲ့ရေးလိုက်တာဖြစ်တဲ့အတွက်လူတွေကကျမလိုပဲထင်ကြတယ်ကျမအကြောင်းလေးလဲနည်းနည်းတော့ပါတာပေါ့လေဒါပေမဲ့လည်းအများကြီးတော့မပါဘူးဒေါက်တာတနစ်အိမ်ဟာဂျူးမဟုတ်ပါဘူးဒါပေမဲ့လည်းဘယ်နေရာမှာဂျူးလဲအဲ့ထဲထဲမှာမိန်းကလေးရဲ့ character တော်တော်များများပါတယ်အဲ့ထဲထဲမှာဘယ် character ကတော့ကျမလဲဘယ်ဟာကတော့ကျမတငယ်ချင်းလဲဘယ်ဟာကတော့ကျမအမေလဲဆိုတာပြောဖို့ခက်ပါတယ်အဲ့လိုဖြစ်အောင်ကျမပြန်ပြီးတော့ရက်ပြီးတော့ရေးထားတာဖြစ်တဲ့အတွက်အဲ့လိုပြောလို့မရဘူးပေါ့နော်ဒါပေမဲ့လည်းပြောချင်တာကလက်ထက်ချင်းဟာကျိုးတစ်ချောင်းဟုတ်ချင်မှဟုတ်မယ်ဟုတ်ခဲ့ရင်တောင်မှယောက်ျားကိုချီတယ်ကျိုးမဟုတ်ဘူးမိန်းမကိုပဲချီတာပိုဆိုးမယ်မိန်းမကနှောင်တုတ်ပြီးတော့ကြံခဲ့ပြီးယောက်ျားကတော့လွင်ကျင်တဲ့နေရာမှာလွင့်သွားမယ်ဆိုတော့ကျိုးလို့သွားပြီးမထင်လိုက်ပါနဲ့ထင်ပြီးတော့အချီမခံလိုက်ပါနဲ့သွားလဲမချီလိုက်ပါနဲ့အမျိုးသမီးတူကိုကျွန်မပြောချင်တာပါအမျိုးသားတွေကတော့ပြောကြမလို့ပါဘူးเนาะငကိုတွေကဘလောက်ပဲချီချီတိမ်နဲ့ချီတဲ့ကျိုးလိုပဲတိမ်နဲ့ချီလိုက်တယ်လို့ပဲသူတို့မှာဘာမှချီတုတ်နှောင်ထားတာမရှိဘူးပေါ့ဒါကကျွန်မရဲ့ရေးတဲ့အချစ်အဲ့ဒီအချစ်ထဲမှာအဲ့ဒီဝတ္ထုထဲမှာပဲတပြိုင်တည်းမှာဂျန်ဒါကိစ္စလည်းပါပါတယ်အမျိုးသမီးအမျိုးသားဒန်းတူညီမျှတယ်အခွင့်အရေးရမရဆိုတာပါတယ်ဒါပေမဲ့အဲ့ဒါနည်းနည်းပဲပေါ့အချစ်ကများများပေါ့နော်ဒါပေမဲ့အဲ့အချစ်မှာကိုပဲကျမအချစ်မှာနောက်ထပ်ကန္တာ၃ခုထပ်ခွဲလိုက်တယ်အချစ်မှာအမှတ်တရတုန်းကရေးတုန်းကဖြူစင်သောအချစ်တကယ်ရင်တွင်းမှာရှိတဲ့ခံစားချက်နဲ့ဘာလို့မှအရှုံးအနိုင်မောင်ကရှုံးတယ်လို့လည်းမပြောဘူးကျမရှုံးတယ်လို့လည်းမပြောဘူးအရှုံးအနိုင်မရှိတော့ unconditional love ပေါ့နော်ဘာမှအခြေအနေပေါ်မှာမူတည်တာမဟုတ်တဲ့အချစ်အဲ့ဒါကအမှတ်တရနောက်ဒုတိယအချစ်ကကျတော့အချစ်ဟာအိမ်အောင်ရေးလားအချစ်ဟာဘဝလားပေါ့ဒီပြာများရတဲ့တနည်းအိမ်ရဲ့အချစ်ဒါပေမဲ့လည်းနောက်ဆုံးတော့ကျိုးတစ်ချောင်းဖြစ်ရင်တောင်မှဒီကျိုးဟာငါ့ကိုပဲချီတာသူ့ချီတာမဟုတ်ဘူးလို့သူနောက်ဆုံးသဘောကောင်းကောင်းပေါက်သွားတယ်အဲ့ဒါကနောက်ထပ်ဆိုတော့နှစ်မျိုးပေါ့နော်နောက်ထပ်တတိယကျမနောက်ဆုံးမှာအချစ်နဲ့ပတ်သက်လို့ရှာဖွေတွေ့ရှိသွားတာကတော့ကျမရဲ့နောက်ဆုံးရှာဖွေတွေ့ရှိမှုဒါကဘာလဲဆိုတော့ကျမရေးတဲ့ဝတ္ထုအတူအနေနဲ့ရေးတာပါဒါပေမဲ့ကျမဝတ္ထုတို့ပေါင်းချုပ်ပြန်ထုတ်တဲ့ခါကျအဲ့ဒီခေါင်းစဉ်လေးကိုကျမခေါင်းစီဦးစီးခေါင်းစီးတင်ပြီးတော့ပြန်ထုတ်လိုက်တာအချစ်ဆိုတာကျိုးနဲ့တီးဖို့မလိုတဲ့ပန်းပွင့်ကလေးတွေတဲ့ကျမတနေ့အိမ်လုံးကကျိုးနဲ့တီးကြည့်တယ်တီးတော့မိန်းကလေးကပဲအတီးခံရတယ်ယောက်ျားလေးကအတီးမခံရဘူးဆိုတော့အခုနောက်ဆုံးမှာကျမပြန်ပြီးတွေ့သွားတာအချစ်ဆိုတာအချစ်တိုင်းတီးတန်လေးထားတာကောင်းပါလေကျိုးနဲ့တီးလိုက်ရင်ကျိုးလေးကတန်လန်းလေးဖြစ်နေမယ်ထားပါတော့ဇွန်ပွင့်မျိုးစပယ်ပွင့်မျိုးဟုတ်တယ်တချို့ဟာတွေကပန်းလေးတိုင်းပဲဖြန့်ထားလို့ရှိရင်လှတယ်တိုးတော့တီးလိုက်ရင်များပိုလှမလားလို့ခံစားရပြီးတော့ကျိုးလေးတွေနဲ့တီးလိုက်တယ်အစုပ်လေးတွေတေးသေးလေးပါမယ်ကြီးပါမယ်တန်းစီပြီးတီးလိုက်တော့ဟုတ်တယ်ကျိုးကိုကျိုးတိုင်းထားရင်တော့လှတယ်ဒါပေမဲ့လည်းလေတိုက်တဲ့ခါကျဒီကျိုးကလွင့်သွားရင်နောက်တခြားကျိုးလေးတွေနဲ့လည်းနီးမယ်ဆိုလို့ရှိရင်အဲ့ကျိုးတွေကရှုပ်သွားရင်ပြန်ဖြီလို့မရတော့ဘူးအဲ့ပန်းပွင့်လေးတွေဟာပန်းပွင့်လေးတွေတိုင်းပဲကောင်းတယ်အချစ်ဆိုတာလေအချစ်အတိုင်းပဲကောင်းတယ်တခြားဟာတွေရောလာလို့ရှိရင်ရောပြီးတော့ရှုပ်ကုန်တတ်တယ်လို့ကျမသဘောပေါက်သွားတဲ့အတွက်နောက်ဆုံးမှာတော့ကျမဝတ္ထုတစ်ပုဒ်ရေးလိုက်တယ်ချစ်ဆိုတာကျိုးနဲ့တီးဖို့မလိုတဲ့ပန်းပွင့်လေးတွေအဲ့ဒါရေးပြီးတဲ့နောက်မှာကျမဘယ်အချစ်ဝတ္ထုမှရေးလို့မရတော့ဘူးလူတွေတော်တော်များများကျမကိုအချစ်ဝတ္ထုထပ်ပြီးရေးခိုင်းတယ်ဟုတ်ကဲ့ကျမရေးမှာပါလူတွေကကျမကိုအမှတ်တရလိုဝတ္ထုမျိုးရေးစေခြင်းနဲ့မြတ်တို့ဤမာယာလိုဝတ္ထုမျိုးရေးစေခြင်းနဲ့ရင်ထဲမှာခံစားချက်ပြင်းပြင်းနဲ့နစ်နေခံစားပြီးတော့ရေးလိုက်ချင်တာမြို့သမီးတွေဘက်ကပဲဖြစ်ဖြစ်ရေးပါအောင်ဟုတ်ကဲ့ကျမရေးပါမယ်လို့ဘလောက်ပဲပြောအနှစ်10နှစ်15နှစ်ကြာတဲ့အချိန်ထိကျမအချစ်ဝတ္ထုမရေးနိုင်တော့အဲ့ဒါပါလဲကျမကိုအချစ်ဝတ္ထုမရေးနိုင်အောင်ဘယ်အရာတွေကကျမကိုတားထားတာလဲအခုဂျန်ဒါကျမရဲ့ကန္တာမှာအချစ်ပြီးတဲ့နောက်ထပ်ဒုတိယကန္တာကဂျန်ဒါမြို့သမီးမြို့သားတန်းတူညီမျှအခွင့်အရေးအမျိုးသမီးများအမျိုးသားနှီးပါအမျိုးသားလောက်မတော်နိုင်ဘူးဆိုတာသိပါတယ်ဒါပေမဲ့လည်းအမျိုးသားသူတို့လည်းပြန်ချော့ရသေးတာပေါ့နော်တကယ်လည်းဟုတ်ပါတယ်အမျိုးသမီးတွေရဲ့အုံနောက်ကမိဖို့ထဲမှာတင်သုံးရတာများလာတဲ့ခါကျတော့အုံနောက်ဆိုတာဓာသွေးကြောက်နဲ့ဓာလိုပဲဓာကခဏသွေးပြီးတော့သုံးရများမှဓာကထက်တာကျမတို့အုံနောက်တရားလဲမိဖို့ထဲမှာတာသမီပြုစုရေးထဲမှာပဲနေရတဲ့ခါမှာဉာဏ်ပညာနဲ့ပတ်သက်တဲ့အုံနောက်ကမထက်တော့တာတွေရှိပါတယ်အဲ့တော့အဲ့ဒါကိုကျမတို့ကပြန်ပြီးသွေးစေခြင်းနဲ့မိန်းကလေးတိုင်းကိုပညာတတ်စေခြင်းနဲ့အ ਨੇ ဆုံးတောရွာမှာရှိတဲ့မိန်းကလေးတစ်ယောက်၄တန်းဆိုလို့ရှိရင်အပေါင်းလို့မြောက်စားတတ်ပြီအဲ့ဒါဆိုလို့ရှိရင်သူဈေးရောက်မယ်ဆိုလဲရောင်းလို့ရပြီဝယ်မယ်ပြုတ်မယ်အမ်းမယ်ဆိုရင်လဲသူ
ပြောလို့ရပြီပေချိုးကအစာတိုင်းလို့ရပြီဆက်ချုပ်မယ်ဆိုလို့ရှိရင်တောင်မှဒီကိုခန္ဓာကိုပေချိုးနဲ့တိုင်းတက်ပြီးပေါင်းတက်ပြီးမြောက်တက်ပြီးအဲ့လိုဆိုလို့ရှိရင်သူ့ရဲ့ဘဝဟာဘယ်လောက်များပို့ပြီးတော့ချောမွေးလိုက်မလဲတချို့စာမတက်တဲ့မိန်းကလေးတွေဟာပညာတတ်ရမယ်အထက်တန်းလွှာထိမတက်ရင်တောင်မှတေစာရှင်စာမကအပေါင်းနှုတ်မြောက်စားကဘာကြီးကဘယ်လိုနေသလဲပထဝီနေထားသိဖို့တမိုင်းနေထားသိဖို့မိန်းကလေးတွေဟာအခြေခံပညာတော့တတ်တဲ့တယ်လို့ကျွန်မယူဆပါတယ်ဒါကြောင့်ကျွန်မဟာအဲ့လိုမျိုး gender နဲ့ပတ်သက်တဲ့ရေးလေးတွေကျွန်မရေးပါတယ်အဲ့လိုရေးတဲ့အခါကျတော့ကျွန်မကိုစောစောပြောသလို feminist အမျိုးသမီးစွမ်းဆောင်မှုအဓိကဆိုတဲ့တစိကိုကတ်ကြတယ်။ဘာပဲဖြစ်ဖြစ်ကျွန်မအဲ့ကန္တာကျွန်မရေးလိုက်တယ်။ရေးပြီးတဲ့နောက်မှာအဲ့ကန္တာကိုဘာကြောင့်ရေးသလဲဆိုတော့လေပြန်ကြည့်လိုက်တဲ့ခါကျကျွန်မမှာရှိနေတဲ့ဘေးမှာလာပြီးတော့ကျွန်မကိုရိုက်ခတ်နေတဲ့လှိုင်းနေရအများကြီးပေါ့နော်။အဲ့ထဲမှာတော့ထူးထူးခြားခြားအနေနဲ့ကျွန်မဒီဝတ္ထုမျိုးဘာကြောင့်ရေးဖြစ်သလဲဆိုတဲ့ထူးထူးခြားခြားကျွန်မပြန်တွေးကြည့်လိုက်တဲ့အခါမှာကျွန်မဖြစ်ပျက်ကလေးတစ်ခုရှိပါတယ်။အဲ့ဒီအဖြစ်ပျက်ကလေးကတော့ကျွန်မရေနံချောင်းမှာစေကံဖွင့်နေတော့စေကံဖွင့်နေတဲ့အချိန်မှာကျမမှာလူနာတွေရှိတယ်အဲ့လူနာတွေမှာအများစုကတော့ထုံစံတိုင်းအမျိုးသမီးဆရာဝန်စီဆိုအမျိုးသားတိတ်မလာတတ်ဘူးပေါ့နော်နည်းနည်းပဲလာမယ်ကလေးတွေနဲ့အမျိုးသမီးတွေနဲ့လာအမျိုးသမီးတွေကကျမကိုအားကိုးကြတယ်အမြဲတမ်းလာတယ်အဲ့ဒီမှာတရက်တော့မနေ့အစော9နာရီပတ်ဝန်းကျင်လောက်မှာကျမစေကံ8နာရီမှဖွင့်တယ်ဒါပေမဲ့လည်း9နာရီလောက်မှကျမကိုတကားလာခောက်တယ်လာခောက်တော့ကျမတကားဖွင့်ပေးလိုက်တော့အမျိုးသမီးတယောက်ကျမစီဆေးထိုးဖို့လာတာမနေ့9နာရီကျမရဲ့အိမ်ရှေ့မှာသူဈေးတောင်းကောင်းပေါ်ရွက်ပြီးရောင်းရတာဆိုတော့အဲ့ခံတောင်းကိုကျမဈေးကန်ရှေ့မှာချထားတယ်အဲ့ထဲမှာဘာတွေပါမလဲဆိုတော့ငပိပါမယ်ပဇွန်ကြောက်ပါမယ်ဟင်းသီးဟရွက်ကလေးတွေပါမယ်ခရမ်းကျင်လေးပါမယ်အဲ့လိုပေါ့တိုလီမုတ်စာလေးတွေကိုတောင်းထဲမှာထည့်ပြီးတော့ကျတော့သူကအဲ့ဒါကိုဈေးထဲကနေပြီးတော့မနေ့9နာရီ6နာရီကလေးကသွားတဲ့ပြီးတော့ဒီရက်ွက်ထဲမှာလဲရောင်းနေအဲ့ဒီအမျိုးသမီးဆိုတော့အဲ့ဒါလေးချထားပြီးဆရာမတဲ့ကျမဆေးထိုးခြင်းလို့တယ်လာလီရတယ်ဆိုပြီးတော့ကျမတကားဖွင့်ပြီးတော့ဂရင်မော်မှာခေါ်လိုက်တဲ့ခါကျသူကကျမတားဆေးထိုးခြင်းပါတယ်တဲ့တားဆေးတရေတားဆေးထိုးခြင်းနဲ့တဲ့โอเคတရေတားဆေးထိုးခြင်းတာဟုတ်ပြီဘယ်လိုဆေးထိုးမှလဲအဲ့ဒီမှာတရုတ်ကလာတဲ့တရေတားဆေးဆိုတာရှိတယ်ကျမတို့ခေတ်တုန်းကနောက်ယူရီးယားလို့ခေါ်တော့ထိုင်းကလာတဲ့ဆေးရှိတယ်တခုက1လပဲခံတယ်တခုက3လခံတယ်ဆိုတော့1လရဲ့ဈေးနှုန်းကတစ်မျိုး3လခံတဲ့ဆေးရဲ့ဈေးနှုန်းကတစ်မျိုးဆိုတော့ကျမတို့မေးကြည့်တယ်ဘယ်ဆေးထိုးမှလဲဆိုတော့ဈေးပေါ်တဲ့ဟာဘာရှိလဲတဲ့ပြီးတော့ကျမဈေးပေါ်တာဆိုရင်တော့တရုတ်ဆေးရဈေးပေါ်တယ်အဲ့ဒါ1လပဲခံတယ်အဲ့တော့ဒီ1လထိုးပြီးရင်ညီနောက်တစ်ခါကြာရင်နောက်1လကြာရင်လာထိုးရမယ်ကျမအဲ့လိုပြောလိုက်တော့ဟုတ်ကဲ့တဲ့ဆိုပြီးတော့ဂရမောသူတက်လိုက်ပြီးတဲ့နောက်မှာကျမစီတူအက်ကိုပြင်နေတဲ့ချိန်မှာသူကတခွန်းထပ်ပြောတယ်ဆရာမတဲ့အခုကျမဈေးအောင်သွားရအောင်မှာကျမလက်ထင်မှာပတ်စံမပါဘူးတဲ့ဆရာမကျမကိုအကျွေးထိုးပေးမလားတဲ့ကျမစီတူအက်ကလည်းပြင်ပြီးပြီသူကဆေးပလင်းလေးကလည်းတလားကန်ဆေးပလင်းလေးကလည်းဖောက်တော့မဲ့ဆဲဖောက်တော့မဖောက်ရသေးဘူးကန်တော့ကောင်းပါတယ်ဒါလေးကိုပြန်သိမ့်မယ်ဆိုရင်သိမ့်လို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းသူ့ကိုကြည့်လိုက်တဲ့ခါကျသူ့မျက်နှာတကယ်ကိုနွမ်းဖတ်နဲ့တနခါရေကျဲလေးနဲ့နောက်သူ့အပြင်ဘက်မှာသူချထားတဲ့ဈေးခံတောင်းလေးကလည်းရှိနေတယ်ဟုတ်တယ်သူဒီအရင်အနည်းကသူ့မှာရှိတဲ့ပတ်စံဟာဈေးတွေကနေပြီးတော့ယူလာပြီးတော့ဝယ်လာပြီးတဲ့နောက်မှာသူချရောင်းပြီးကမှဒီပတ်စံရမှာဆိုတော့ကျမကဒါလေးကိုကျမဆက်ဖောက်လိုက်တယ်ဒါမျိုးကကျမမှာအမြဲတမ်းပဲဖြစ်စဉ်တစ်ခုလိုပဲကျမကလူနာတွေအများကြီးများပါတယ်ဒေါက်တာတင်ဝင်းဟာသဘောကောင်းတယ်လို့ပြောကြပြီးတော့ကျမစီကိုလာတဲ့သူတွေအများကြီးပဲအဲ့ထဲကတဝက်လောက်ကလက်ငယ်မပေးနိုင်ဘူးအကျွေးစီးဖို့အကျွေးဆိုတာတောင်းလို့ကောင်းတော့အရာမဟုတ်ပါဘူးသူတို့လာပြီးပေးမှအများဖြစ်တော့မပေးကြဘူးလာရင်ပါလာတာသူတို့မှရှိတဲ့ပတ်စံပေါ့ဥမာထားပါတော့စီးထုတ်ပြီးပြီဆရာမဘယ်လောက်ကြလဲလို့မေးလိုက်ရင်သူတို့ခါးထဲမှာလိတ်လာတဲ့ပတ်စံလေးတွေကိုထုတ်လိုက်တယ်ကျမက15ကျပ်ကြတယ်20ကျတယ်လို့ပြောပေမဲ့သူ့လက်ထက်မှာ10လောက်ပဲပါအဲ့10တောင်မှကျမတို့ခေတ်တုန်းကအခုလိုဆေးတစ်လုံးကို1000 3000မဟုတ်ဘူး10 15ကျပ်20အဲ့လောက်ပဲလေလွန်ခဲ့တော့1985လောက်86လောက်ပေါ့နော်အဲ့ဒီပတ်ဝန်းကျင်တုန်းကဆိုတော့20ကျော်ပြီပေါ့အဲ့ချိန်တုန်းကသူတို့ကကျမ15ကျပ်လို့ပြောပေမဲ့သူတို့ဖြီလိုက်တဲ့အလိတ်ထဲမှာ6ကျပ်လောက်ပဲပါရင်ပါမယ်ကြက်တန်လေးတွေပါမယ်9ကြက်တန်လေးတွေပါမယ်ဆိုတော့ကျမကအဲ့ပတ်စံကိုဘယ်လိုလုပ်ပြီးယူရက်မလဲအဲ့တော့ကျမကပြန်ပြောလိုက်တော့ကော်ဖီလေးတောက်ပေါင်မုံလေးကိတ်မုံလေးဝယ်စားယူသွားရတယ်ပြီးတော့မှလာပြီး
များဖြစ်တော့လာမပေးကြဘူးဒါပေမဲ့ကိစ္စမရှိဘူးကျမစီကိုတနေ့ကိုရောက်30 40လာရင်အဲ့ထက်က20လောက်ကတော့ပါလာမှာပေါ့10ယောက်လောက်ကပါချင်မှပါမယ်15ယောက်လောက်ကပါချင်မှပါမယ်အဲ့ဒါလည်းအရေးမကြီးဘူးကျမလုံနေကြပေါ့နော်အဲ့နဲ့သူ့ကိုဟုတ်ပြီရတယ်ဘယ်ချိန်ကြမှာပဲပေးပေးအရေးကြီးတာကနောက်တစ်လကြာရင်ဒီလိုအချိန်ပဲရာသီလာပြီး9ရက်ကျမပြောလိုက်ရတယ်ကြော့ပါတယ်နော်သူတို့ကိုအဲ့လိုမျိုးရှင်းပြရတယ်အဲ့ဒီအချိန်မှာလာခဲ့ပါပြောပြီးတော့ကျမဆေးလေးကိုထိုးပေးလိုက်တယ်ထိုးပေးပြီးတော့နောက်သူတင်မလေးကိုပုတ်ပြီးတဲ့နောက်မှာသူချက်ချင်းထားသူသွားအောင်မှာကိုထပြီးတော့ကြာပြန်အထွက်မှာကျမကိုနောက်ထပ်စကားတစ်ခွန်းထပ်ပြောတယ်ဆရာမတဲ့ဒီကျမဆေးလာထိုးတဲ့ကိစ္စကိုကျမယောက်ျားမသိပါစေနဲ့တဲ့ကျမနည်းနည်းစဉ်းစားတယ်ဘာဖြစ်လို့လဲ तू ကသဘောမတူဘူးတဲ့သဘောမတူအောင်ကိုဝင်ဆောင်ရတာဘာတူလဲကျမစဉ်းစားတယ်လေကိုဝင်ဆောင်ရတာမိန်းကလေးမွေးတော့လေယောက်ျားဖောင်စီမိန်းမမင်းနေကျမတို့ရေနံကျောင်းမှာလဲဟိုဒီလွန်ခဲ့တဲ့နှစ်20တုန်းကခေတ်ပညာတွေလည်းမတိုးတက်သေးဘူးပတ်စံတွေလည်းမရှိသေးဘူးစီးပွားရေးတွေလည်းမရှိကြသေးဘူးဆိုတော့တချို့တွေကလက်တယ်နဲ့ပဲအိမ်မှာမွေးကြတာများတယ်တကယ်မိန်းမမင်းနေဟာတကယ်ပါပဲဟိုတည်ရင်းတဲ့ဟိုတဝက်ရောက်နေတယ်လို့ပဲလေအဲ့တော့ဒီဟာတွေအကုန်လုံးကသူ့ရဲ့ဒုက္ခတွေဩဒီယောက်ျားရဲ့ဒုက္ခမှမဟုတ်ပဲနဲ့နောက်တစ်ခုကအဲ့ဒီအမျိုးသားဟာစိုက်ကားနေတယ်စိုက်ကားသမားတွေကိုစော်ကားတာတော့မဟုတ်ပါဘူးစိုက်ကားသမားတွေထဲမှာအားနေရင်စာလေးတွေဖတ်နေတဲ့စိုက်ကားသမားတွေကျွန်မလည်းအများကြီးပဲသူတို့နဲ့ဟိုတရင်တနည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီယောက်ျားကကျတော့အရက်တောက်တယ်သူရလာတဲ့စိုက်ကားကိုအရက်တောက်ပြတ်တာများတယ်အမျိုးသမီးဟာသူ့အတွက်ကောသူ့မျိုးသားအတွက်ကောသားသမီးတွေသူ့သားသမီးတွေလည်းအများကြီးပဲအဲ့လုံးက3ယောက်ကလေး3ယောက်ရှိနေပြီအဲ့တော့အဲ့ဒီအတွက်ကိုသူထိမ့်သိမ့်မှုကသူ့မှာပဲတာဝန်ရှိတော့သူလာတယ်ဒါပေမဲ့လည်းယောက်ျားအဲ့လိုမျိုးမလုပ်ရဘူးဆိုတဲ့ခါကျယောက်ျားမသိအောင်လာရတယ်အဲ့တော့ကျမကိုသူကခွင့်ဟိုတတိပေးတာပေါ့နော်တောင်းဆိုတာကျမယောက်ျားမသိပါစေနဲ့ကျမပထမစဉ်းစားပြီးโอเคတော်ရတယ်သွားရောင်းကြည့်တော့ဆိုသူထွက်သွားတယ်အဲ့ဒီမှာအဲ့ဒီနေ့ညနေပဲကျမတခြားလူနာညနေမှာတော့လူပုံများတာပေါ့နော်အဲ့ဒီညနေမှာကျမစေကံဖွင့်နေတဲ့အချိန်မှာအပြင်ဘက်ကနေပြီးတော့ဆီယာမဒေါ်တင်ဝင်းဆိုပြီးအတန်အကျယ်ကြီးနဲ့တာអော်တယ်ယောက်ျားတန်တစ်ခုအဲ့ဒီကျမလူနာတွေခဏထားခဲ့ပြီးတော့အရေးကြီးတဲ့လူနာမှတ်လို့ပြောအောင်လို့ပေါ့နော်ဒီလူနာပြီးရင်လိုက်လာမယ်ဘာညာပေါ့ကျမထွက်လိုက်တဲ့ခါကျတော့အဲ့ဒီအမျိုးသားမတ်တရနဲ့ခြံဝိုင်းထဲမှာဘာကိစ္စလဲလို့ဆိုတော့သူ့ကျမကြည့်လိုက်တယ်မှတ်မိတယ်ဒါပေမဲ့သူ့မျက်လုံးကနီနေတယ်ညနာကလည်းနည်းနည်းဟိုခတ်အရက်သမားတို့ထုံးစံပေါ့နော်ညနာကလည်းနီနေပြီးတော့ဟိုခြေလန်းကလည်းတိတ်ပြီးတော့မမှန်ချင်ဘူးပေါ့ကျွန်တော်မိမနေ့တုန်းကလာသွားလာတဲ့ဆိုတော့ကျမကမလာပါဘူးလို့ကျမပြောလို့မရဘူးကျမကမှန်သောစကားကိုသာဆိုရမယ်လေအဲ့တော့ကျမပထမတော့စဉ်းစားတဲ့ညာရင်ကောင်းမလားပေါ့သူတို့ချစ်ချင်းအတွက်သူတို့ရဲ့ဟိုစီလုံးညီညွတ်မှုအတွက်ကျမညာလိုက်ရင်ကောင်းမလားလို့စဉ်းစားတယ်ဒါပေမဲ့ညာလို့မဖြစ်ဘူးအဲ့ဒါဟုတ်တယ်မနေ့ကအချင်းအမျိုးသမီးလာတယ်လို့ပြောလိုက်တော့သူဆေးထိုးသွားလာတဲ့အဲကျမကလည်းဟုတ်တယ်သူဆေးထိုးသွားပါတယ်လို့ပြောတော့သူထပ်မေးတယ်ဘာဆေးထိုးပေးလိုက်တာလဲတဲ့အဲ့တော့ကျမအဲ့ချိန်မှာနည်းနည်းကျမရဲ့တိခတ်နိုင်စွမ်းကကုံသွားပြီကုံသွားတော့သူ့နည်းနည်းអော်လိုက်မိတယ်နော်ဘာဆေးထိုးတော့ရှင်ပါသိမှာလဲလို့ကျမကဒီဆေးနာမည်ပြောတော့ရှင်သိမှာလားလို့ပြောလိုက်တော့သူနည်းနည်းတော့တွေ့သွားပြီးတော့ကျမကိုထပ်ပြောတယ်ကျွန်တော်မိမကိုကျွန်တော်မသိပဲနဲ့သတိတားဆေးတွေပါလေထိုးမပေးပါနဲ့ထိုးပြီးရင်ဆ iam နဲ့ကျွန်တော်နဲ့အတိပဲတဲ့အဲ့လိုလက်ညှိုးထိုးပြီးတော့ပြောလိုက်တော့အဲ့ဒီအရွယ်တုန်းကကျမအသက်ဟာ30မပြေသေးဘူးပေါ့နော်28 29လောက်အရွယ်ရှိမယ်ကျမစိတ်ထဲမှာကလည်းသူ့အမျိုးသမီးအတွက်ခံစားချက်တွေကလည်းပြင်းထန်နေတဲ့အရွယ်အမျိုးသားနဲ့အမျိုးသမီးနဲ့ကြားတွေကဘာညာအဲ့ဒါတွေကျမကလည်းစဉ်းစားနေတဲ့အရွယ်ဖြစ်တဲ့အတွက်ကျမသူ့ကိုပြောလိုက်တယ်ရှင်မိမဆေးလာထိုးတာမထိုးတာဘာဆေးထိုးတယ်ဆိုတာကျမရှင်ကိုပြောပိုင်ခွင့်မရှိဘူးပြောတော့လေဘာမှရှင်နားလည်းမဟုတ်ဘူးထိုးတော့ဘာဖြစ်သေးလဲအမျိုးသမီးနဲ့လူနာနဲ့ဆရာဝန်ကြားထဲမှာလူနာကတောင်းဆိုရင်နောက်တင့်တော်တယ်လဲထင်ရင်ဘေးလည်းမဖြစ်ဘူးဆိုရင်ဆရာဝန်ကထိုးပေးဖို့ဝတ္တရားရှိတယ်အဲ့တော့ရှင်ခုချက်ချင်းကျမအိမ်ထဲကနေပြန်ထွက်သွားလို့ပြောလိုက်တယ်ပြောလိုက်ပြီးတော့သူကကျမကိုဆက်ပြီးတော့ပြောချင်တယ်ဒါပေမဲ့ကျမရဲ့မျက်နှာထားကလည်းခက်တင်းဆိုတော့သူကပြောချင်နေမဲ့ပြန်ထွက်သွားလိုက်တယ်ကျမစိတ်ထဲမှာမကောင်းဘူးငါနဲ့မေတ္တာလေးနဲ့အပြုံးလေးနဲ့သူ့ကိုတနေရာမှာခေါ်ပြီးတော့ဒီနေ့မဟုတ်ရင်တောင်မှသူ့နာမည်နဲ့ပေါ့နော်မနေ့ကြာလာခဲ့ပါလားကျမပြောစရာတွေရှိတယ်ဆိုပြီးတော့ပြန်ခေါ်ပြီးတော့ပြောလိုက်တင်ဘူးလားလူနာတွေတော့ရှိနေတာမှန်တယ်ကျမမှတန်းစီနေတဲ့လူတွေလည်းရှိတယ်ဆိုတော့သူ့ကိုနည်းနည်းမြန်လာနှင်လွတ်လိုက်မိပေမဲ့ကျမပြန်လာတဲ့ခါမှာကျမစိတ်ထဲမှာမကောင်းဘူး
ဒီတဲ့ပို့ပြီးဆုံးရှုံးတာကနောက်တစ်နေ့လဲအဲ့ဒီအမျိုးသမီးကျမကိုပတ်စံလာမပေးဘူးထားပါတော့အဲ့ဒီတော့ငါဆေးတစ်လုံးဟာ20ဖြစ်ခြင်းဖြစ်မလား30ဖြစ်ခြင်းဖြစ်မလားကျမအတွက်အဲ့ဒါဘာမှအရေးမကြီးဘူးဒါပေမဲ့အရေးကြီးတာကဘာလဲဆိုတော့ तू နောက်ထပ်မပေါ်လာတော့ဘူးနောက်လာလည်းမပေါ်လာဘူးသူတို့ချင်းချင်းရန်ဖြစ်ကြမှာပေါ့ကျမတွေးကြည့်တယ်လေပြီးတော့မှကျမ back date နဲ့ပြန်တွေးကြည့်တဲ့ခါမှာသူတို့ချင်းချင်းရန်ဖြစ်ကြမယ်နောက်ဒီလိုမသွားနဲ့တော့ဘာလို့ပြောကြမယ်ပြီးတော့ပြီးသွားမယ်နောက်ထပ်2နှစ်3နှစ်4နှစ်ကြာတဲ့အခါမှာ तू ကျမစေကန်းကိုမလာဘူးကျမကတော့လူနာခေါ်လို့ရှိရင် home visit လိုက်ရတဲ့ခါမှာသူတို့အိမ်လေးရှိရနေကျမမကြာခဏဖြတ်ပြီးသွားမိတယ်သွားတဲ့ခါမှာသူတို့အိမ်လေးရှိမှာသူလည်းမတွေ့ပါဘူးသူ့မျိုးသမီးလည်းမရှိပါဘူးဒါပေမဲ့ကလေးအကြီးလေးကကလေးငယ်လေးကိုချီလို့နောက်ထပ်အလက်ကလေးတစ်ယောက်ကိုလက်ဆွဲလို့ကလေး3ယောက်ကနေ4ယောက်4ယောက်ကနေ5ယောက်အဲ့လိုဖြစ်လာတဲ့ခါမှာကျမရဲ့အရှုံးလို့ပဲကျမခံစားရတယ်တကယ်လို့သာကျမကသူ့ကိုပြပြနဲ့အိမ်ထဲကိုခေါ်သွင်းမယ်သို့မဟုတ်လို့ရှိရင်နောက်တစ်နေ့ထပ်ချင်းပြီးတော့မျိုးသမီးနဲ့မျိုးသားကြားမှာရှိတဲ့နားလည်မှုတွေကိုကျမများပေးခဲ့မယ်ဆိုလို့ရှိရင်သူတို့နောက်ထပ်ဒီကလေးတွေထပ်ရလာစရာအကြောင်းမရှိဘူးကျမအဲ့လိုပဲတွေးတယ်လေဆိုတော့ဒါဟာကျမရဲ့အမှားဒါတွေကိုကျမပြန်ပြီးတော့တလုံးလုံးစဉ်းစားတိုင်းစိတ်ထဲမှာသူတယောက်တည်းတည်းမကဘူးကျမမှာအဲ့ဒါမျိုးအများကြီးရှိတယ်အဲ့တော့ကျမရေးမိတယ်ဆရာဝန်တယောက်ကြီးမှတ်စုများဆိုတဲ့ခေါင်းစဉ်အောက်မှာဒါမျိုးဝတ္ထုလေးတွေကျမရေးတယ်အဲ့ဒါကဒီထဲမှာကျမကမေးခွန်းထုတ်ထားတာဟာအမျိုးသားတယောက်ဟာအမျိုးသမီးတယောက်ရဲ့ကိုယ်ခန္ဓာကိုကာမပိုင်လျောက်ကြားဆိုကျမကြားပူပါတယ်ဒါပေမဲ့လည်းအမျိုးသမီးရဲ့ကိုယ်ခန္ဓာကိုအမျိုးသမီးကိုယ်တိုင်တားဖို့ကလေးကိုဖျက်တာမဟုတ်ဘူးတဘာဝတရားနဲ့မညညွတ်တာလည်းမဟုတ်ဘူးဒီကလေးကို तू ကျွေးမွေးပြုစုဖို့မတတ်နိုင်လို့ तू တားမယ်ဆိုရင် तू တားဖို့အတွက်က तू တယောက်တည်းရဲ့စိတ်နဲ့မှရရဲ့လားအမျိုးသားကိုတကယ်တိုင်ပင်ရမှာလားအမျိုးသားမှာအဲ့ဒီအခွင့်အရေးတကယ်ရှိသလားဒါကျမလည်းမသိဘူးဒါပေမဲ့လည်းကျမအဲ့ဒီပြဿနာလေးကိုဝတ္ထုထဲမှာထည့်ပြီးတော့ရေးလိုက်မိတယ်အဲ့တော့အဲ့လိုမျိုးရေးတာလေးဟာကျမရဲ့ဒုတိယကန္တာဖြစ်သောအမျိုးသမီးမျိုးသားတန်တူဖြစ်ရေးသို့မဟုတ်မျိုးသမီးနဲ့မျိုးသားညီညွတ်ရေးဆိုတဲ့ gender issue ကိုကျွန်မနည်းနည်းပို့ပြီးတော့စိတ်ဝင်စားမိသွားတဲ့အပိုင်းပေါ့ဒါဒုတိယအပိုင်းကျွန်မရဲ့မှတ်စုတွေမှာအဲ့ဒီဒုတိယအပိုင်းကြောင့်ရလာတဲ့ဝတ္ထုလေးတွေစောင်းမလေးတွေအများကြီးရှိသလိုနောက်ထပ်မတိမတာလေးပေါ့နော်တခါလဲတိတာလွဲချော်တယ်လို့တော့ပြောလို့မရဘူးပေါ့နော် scope ကဖြည်းဖြည်းနဲ့ပို့ပြီးတော့ scope ကျဲသွားတယ်လို့ပြောလို့ရမှာပေါ့အဲ့လိုမျိုးနဲ့ကျွန်မဟာပြောင်းလဲလာတယ်ကန္တာတွေအများကြီးရှိတဲ့အထက်တွေက9ခုကျွန်မအခုတွက်မိတာတော့9ခုမှာအခု2ခုဖြစ်သွားပြီချစ်ချင်းပြတာနဲ့ပတ်သက်တဲ့ကန္တာဂျန်ဒါနဲ့ပတ်သက်တဲ့ကန္တာနောက်ကျွန်မမတိမတာစောစောအစီအစဉ်ကျင်းသွားတဲ့ဆရာကောင်းကလည်းပြောသွားပါတယ်ကျွန်မရဲ့ပထမဦးဆုံးတော့တဘာဝပတ်ဝန်းကျင်ဝတ္ထုဟာကဘာမြေရဲ့ချစ်သူ1995ခုနှစ်မှာအဲ့ဒီဝတ္ထုဘာကြောင့်ပေါ်လာတယ်လဲအဲ့ဒီဝတ္ထုကတော့ဒါကတော့လေကျမတို့ကျင်းထဲမှာတဘာဝဆိုတာငကိုတွေကရှိတာပေါ့ငယ်ငယ်တွေကဆရာမင်းသူဝင်ရဲ့ကြပြတွေနဲ့ကြီးလာခဲ့တယ်ဒီကြပြလေးတွေကအတန်လဲချိုတယ်တဘာဝအကြောင်းလဲပါတယ်ငှက်ကလေးတွေအကြောင်းပါတယ်တောတောင်တွေအကြောင်းပါတယ်ရေမြေအကြောင်းပါတယ်တတိတွေအကြောင်းပါတယ်အဲ့တော့အဲ့လိုရေတွေအကြောင်းအကောင်လေးတွေအကြောင်းပါတယ်အဲ့ဒီတဘာဝကိုငယ်ငယ်တွေကချစ်တတ်ခဲ့တာအသက်ကြီးလာတဲ့အခါမှာမျက်စိကလည်းပိုပြီးတော့မြင်လာတယ်လူကလည်းတောမှန်နေရနေရန်ကုန်ရောက်လာတယ်ရန်ကုန်မှာမှနည်းနည်းလေးအထက်ကလေးကိုပညာအရာနည်းနည်းလေးထပ်မြင်တဲ့အခါမှာဝေးလေးကိုပို့ပြီးတော့မြင်ရတယ်အဲ့လိုမြင်တဲ့အခါကျကျမတို့မှာဖြစ်နေတဲ့ပြဿနာတွေဟာဒီလိုပဲများစေတစ်ခါပိုများတယ်လို့တောင်းထင်ရတယ်အဲ့ခါကျကျမရေးကျင်တာလေးတွေကများလာတဲ့ခါကျအချစ်ကလည်းရေးကျင်တယ်ရေးမရဘူးဒီလိုပဲဂျန်ဒါနဲ့ပတ်သက်လို့ရေးတဲ့ခါမှာတစ်ခါကျတော့လေတချို့ဆိုရင်စာလေးတွေရောက်တယ်လေတချို့ကတော့အားပေးကြပါတယ်တချို့ကကျတော့နည်းနည်းဘယ်လိုပြောမလဲအားပေးတာတော့မဟုတ်ဘူးရှုံချတာလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းဒီဟာတွေကမရေးလဲဖြစ်တယ်ဒါတွေမရေးပါနဲ့ဆိုတာမျိုးတားမြစ်တဲ့စကားမျိုးရလာတယ်ကျမဘာလို့မှမသိဘူးတခါကျတော့စဉ်းစားတာတော်တော်ခက်တယ်တဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ရင်လည်းအဲ့လိုပဲကျမရေးလိုက်တဲ့ခါကျကျမကိုပထမတော့က living together စာရေးဆရာဒုတိယ feminist တတိယတဘာဝပတ်ဝန်းကျင်ရေးလိုက်တော့ဘာဖြစ်လဲဆိုတော့ကျမကားပေါ်ကကျမရွှေစက်တော်ကအပြန်ကားပေါ်မှာကျမနဲ့ထိုင်ကုန်နဲ့ထိုင်တဲ့အမျိုးသမီးကျမကိုကွက်ကြီးနဲ့ကျမသိတယ်အဲ့ဒီအကြည့်ကိုကြည့်လိုက်ရင်ငါ့ကိုတော့ဂျူးမန်းသိနေပြီပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အဲ့နဲ့ပထမကတော့ကျမအဲ့လိုသိရင်ကျမရှက်တတ်တယ်နောက်ပိုင်းကျမျက်နှာတစ်ဖြည်းနဲ့ပြောင်းလာတဲ့ခါကျတော့မရှက်တော့ဘူးဒီလိုပဲသူဘယ်ချိန်မှာကျမကိုမိတ်ဆက်လာမလဲလို့ကျမစောင့်နေတာပေါ့နော်ကိုကနေစပြီးမိတ်ဆက်ဖို့ကမကောင်းဘူးသူကလည်းအားယူနေတာဒါစာရေးဆရာနဲ့တူတယ်ပေါ့နောက်ဆုံးကျသူက
5-6 မိုင်လောက်ကြော်လာတဲ့ခါကျတော့ကျမတို့ကဖွင့်မေးတယ်စာရေးဆရာလားတဲ့ဟုတ်ပါတယ်ကျမစာရေးဆရာပါဆိုတော့ဂျူးလားတဲ့အဲ့လိုမေးတယ်သူမြင်ဘူးလို့တဲ့တပ်ပုံထဲမှာမြင်ဘူးလေဟုတ်ပါတယ်ကျမဂျူးပါဆိုသူပထမဆုံးစပြောတဲ့စကားဒီရွှေဆက်တော်ပတ်ဝန်းကျင်မှာတဲ့အခုပဲကျမပြန်လာတယ်ကျမသတိထားကြည့်မိတယ်တဲ့ကျွတ်အိတ်တွေတိတ်မရှိတော့ဘူးနော်တဲ့ကျမကိုမြင်ချင်းဟာကျွတ်အိတ်ကိုပဲသူသွားတတိရတယ်တော့ကျမက living together စာရေးဆရာမလည်းဖြစ်ခဲ့ပါတယ်မျိုးသမီးတွေကိုမှရှေ့တန်းတင်ပြီးတော့မျိုးသမီးတွေကိုမျိုးသားတွေနဲ့မတူဘူးမတန်ဘူးဆိုပြီးတော့ပြောခံရတဲ့ feminist စာရေးဆရာလည်းဖြစ်ခဲ့တယ်အခုကျတော့ကျွတ်အိတ်စာရေးဆရာဖြစ်သွားပါတယ်လူတိုင်းကကျမကိုမိတ်ဆက်ပေးရင်စာရေးဆရာမကျူးပါလို့ဆိုလို့ရှိရင်ကြံတဲ့ဟာတွေကိုသူတို့မသိတော့ဘူးဒီ face တွေကိုမသိတော့ဘဲနဲ့ကျမကိုကျွတ်အိတ်စာရေးဆရာမလို့ပြောတယ်ကျွတ်အိတ်အကြောင်းရေးတာဟာသူတို့သဘောကျတယ်သိပြီးတော့ကျင့်တတ်တယ်ဒါမျိုးတွေထပ်ရေးပါအောင်လို့ပြောကြတယ်အဲ့တော့ကျမဟာအဲ့ဒီချိန်မှာဒီ third face အနေနဲ့ကကျမကကျွတ်စာရေးဆရာမဖြစ်သွားပြီတချို့ကတော့ဆက်ပြီးရေးစီခြင်းနဲ့တချို့ကကျတော့ကျမစီကအဲ့တဘာဝပတ်ဝန်းကျင်ကိုမဖတ်ချင်ဘူးတဘာဝပတ်ဝန်းကျင်အကြောင်းကိုရေးကျင်တဲ့သူတွေရေးနိုင်တဲ့သူတွေအများကြီးရှိပါတယ်တဲ့ဒါပေမဲ့အချစ်အကြောင်းကိုတော့ဆရာမလောက်ပြောင်ပြောင်မြောက်မြောက်ရေးနိုင်တဲ့လူကဆရာမတယောက်ပဲရှိတယ်ကျမလည်းအားပေးတာကိုကျေးဇူးတင်ပါတယ်လို့ကျမလည်းကိုချစ်ကြောင်းရေးတတ်လှပြီလို့ကိုထင်ခဲ့တာဒါပေမဲ့အခုချိန်မှာတော့ကျမဘလို့မှမရေးနိုင်တော့ပါဘူးဒါကြောင့်ရေးပါမယ်စူးစမ်းပါမယ်လို့တော့ပြောတယ်လေမရဘူးလို့တော့ဘယ်ပြောမလဲဘာကြောင့်လဲဆိုတော့ကျမဟာတေကာမရှော့မယ်ဒီဇွဲလုံးလာနဲ့ကျမတတ်နိုင်တဲ့ညအချစ်ကြောင်းကိုရေးဦးမှာပဲရေးကိုရေးမယ်သို့တော့ဂတိကတော့ပေးလို့မရဘူးရေးပါမယ်ရေးဖို့စူးစမ်းကြည့်ပါမယ်ဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့အခုကျွတ်အေးအကြောင်းရောက်သွားမယ်ကျွတ်အေးကနေပြီးတော့တဘာဝပတ်ဝန်းကျင်အကြောင်းတက်တော်ပြုံးဒီအကြောင်းကျမတို့ရေးတယ်အခုဆိုရင် climate change ရာသီဥတုပြောင်းလဲမှုဒါကြောင့်ကျမတို့စီမှာ Nagis ဆိုတဲ့မုန်တိုင်းဖြစ်တယ်အဲ့ Nagis မုန်တိုင်းမှာကျမတို့လူတွေသိမ့်နဲ့ချီပြီးတော့တည်သွားတယ်အဲ့ဒါဘာကြောင့်လဲတဘာဝဘေးအန္တရာယ်ကြောင့်ဟုတ်တယ်တဘာဝဘေးအန္တရာယ်ဟာလူတားလို့ရသလားတားလို့မရဘူးဒါပေမဲ့တားလို့မရတာပဲမဲ့တဘာဝဘေးအန္တရာယ်ကိုကြိုသိတဲ့ system မရနိုင်ဘူးလားတကယ်လို့ရခဲ့ရင်တော့ကျမတို့ဘယ်နှစ်ရက်ကြိုသိလဲ2ရက်ကြိုသိလား3ရက်ကြိုသိလားမေလ2ရက်3ရက်မှာဖြစ်မဲ့ဟာကို April 28 29မှာကျမတို့ကြိုသိနေပြီဆိုရင်3-4ရက်အချိန်ရရင်အဲ့3-4ရက်ရဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်လိုက်လို့ရှိရင်လူပေါင်းသိန်းနဲ့ချီပြီးမသေးပဲနဲ့နည်းနည်းလေးမတက်တာနိုင်ဘူးလားကျမအဲ့ဒါတွေကျမပြန်တွေးကြည့်တယ်တဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ဘေးအန္တရာယ်ဟာလူတားလို့မရဘူးလားရတယ်ခက်လားခက်မှာပါဒါပေမဲ့လေအနည်းနဲ့အများတော့တတ်နိုင်ရင်ကျမတို့လုပ်ပေးဖို့လိုတဲ့အရာတွေအများကြီးရှိတယ်လို့ကျမခံစားရတယ်အဲ့ကမှာကျမရေးတဲ့အကြောင်းတွေဟာတဘာဝပတ်ဝန်းကျင်အကြောင်းတွေထပ်ပြီးတော့ပါလာတော့လူဟာကျွတ်အိတ်စာရေးဆရာမဖြစ်တာအစမ်းတော့မဟုတ်ပါဘူးဒါပေမဲ့ကျမဟာနေတွေကိုဆရာစောစောပြောတယ်မထတာလားလိုင်းပေါင်းစုံကျမလည်းပြောရမယ်ဆိုလို့ရှိရင်ကျမတဖြည်းဖြည်းနဲ့မထတာဘက်ကိုရောက်လာပြီမထတာဖြစ်လာပြီပေါ့နော်အဲ့တော့ကိုတခါကြလည်းမကျေနပ်ဘူးငါရေးချင်တာတွေတိတ်များနေတာဘာဖြစ်လို့လဲငါကပဲလောဘကြီးလို့လားဒါမှမဟုတ်ပတ်ဝန်းကျင်အခြေအနေကပဲကျမကိုရေးအောင်လှုပ်ဆော်ပေးနေတာလားဒါကျမအခုချိန်ထိလည်းဝေခွဲလို့မရသေးပါဘူးဒါပေမဲ့ကျမအခုရေးနေတယ်ရေးရင်ကနေပြီးတော့ကျမရဲ့မှတ်စုတွေထဲမှာ climate change နဲ့ပတ်သက်တဲ့မှတ်စုတွေအများကြီး Nagis နဲ့ပတ်သက်တဲ့မှတ်စုတွေအများကြီးဒီကြားထဲမှာနောက်ထပ်ပြီးတော့မှတ်စုတွေထဲမှာထပ်တိုးလာတဲ့အကြောင်းနောက်ထပ်2ကြောင်းရှိပါတယ်အဲ့2ကြောင်းမှာစရုပ်ထအကြောင်းကတော့ဘာလဲဆိုတော့ကျမနေတနယ်ကိုဟောပြောပွဲသွားတယ်ဟောပြောပွဲသွားလို့ရှိရင်ဒီလိုဟောပြောပွဲမှာကျမတတ်နိုင်ရင်ဟောပြောပွဲကိုကျမစင်ပေါ်မှာတက်ပြီးတော့ဒီပရိသတ်ကနားထောင်တာကျမအဲ့ဒါမျိုးကျမတကယ်တော့ပြောရမယ်ဆိုရင်စိတ်ထဲမှာမတုံးမတန့်မလုံမလဲခံစားရတယ်ကျမကဒီမှာပြောမယ်နားထောင်တဲ့သူကဘာမှပြန်ပြီးတော့ဆွေးနွေးကောင်းတာလဲဟုတ်ချင်းဟုတ်မယ်မကောင်းတာဖြစ်ရင်ဖြစ်မယ်သဘောမတူတာဖြစ်ချင်းဖြစ်မယ်ဆွေးနွေးခွင့်မရဘူးပေါ့နော်အဲ့တော့ကျမကကြိုက်တာကအပြန်အလှန်ဆွေးနွေးတာကိုကြိုက်တယ်ဒါကြောင့်ကျမတယောက်တည်းသွားတဲ့ပွဲတွေဆိုလို့ရှိရင်ပြောတဲ့အချိန်လေးကိုနည်းနည်းလျှော့ပြီးတော့2ဦးအပြန်လှန်ဆွေးနွေးကြအောင်လို့ကျွန်မအမြဲဖိတ်ခေါ်လေးရှိတယ်အဲ့တော့အဲ့ပွဲတစ်ပွဲမှာကျွန်မသွားတော့တယောက်ကကျွန်မပြောပြီးပြီကျွန်မမိနစ်40လောက်ပြောပြီးတဲ့နောက်မှာရက်လိုက်ပြီးတော့ကဲအဲ့ဒါဆိုရင်မိကုန်းလေးတွေမေးကြအောင်ဆိုတော့သူကကျွန်မကိုထမေးတယ်အမျိုးသားတစ်ယောက်သူကသူ့ကိုယ်သူမိတ်ဆက်တယ်ကျွန်တော်ဟာစက်မှုတက္ကသိုလ်စရုပ်ထနှစ်ကျောင်းသားပါတဲ့ကျွန်တော်အခုဒီမန္တလေးမှာမန္တလေး RNT ပေါ့နော်ဘယ်လိုခေါ်လဲတော့မသိဘူးမန္တလေးကစက်မှုတက္ကသိုလ်အဲ့စက်မှုတက္ကသိုလ်ကျောင်းသားပါကျွန်တော်ဆရာမကိုကျွန်တော်မေးခွန်းတစ်ခုမေးချင်ပါတယ်ကျွန်တော်အတွက်အရန်အရေးကြီးတဲ့မေးခွန်းပါတဲ့အဲ့တော့ဘာလဲဆိုတော့ပညာရေးနဲ့ပတ်သက်ပါတယ်ကျွန်တော်ဟာစက်မှုတက္ကသိုလ်ကျောင်းသားဖြစ်တယ်အခုနောက်တစ်နှစ်ပြီးရင်ကျွန်တော်အလုပ်
ဘွဲရတော့မယ်ပေါ့နော်ကျွန်တော်ဟို R&D ဘွဲရတော့မယ် MIT ပေါ့နော် BE ဘွဲရတော့မယ်အဲ့ဘွဲရပြီးရင်ကျွန်တော်အလုပ်ရမှာလားကျွန်တော်မသေးကြဘူးသေချာတလောက်ကတော့ 100% တွက်ကြည့်လိုက်လို့ရှိရင် 90% ကတော့အလုပ်မရပုံများတယ် 10% ကတော့မသေးကြဘူးပေါ့နော်အဲ့တော့ကျွန်တော်ဟာဟုတ်တာ तू တကယ်ပြောတဲ့အကြောင်းပါ तू ကကျမကိုအဲ့လိုပဲပြောတာ तू ကပြောပြတာကိုကျမပြန်ပြီးတော့ပြန်ပြီးတော့မျှဝေတာလေ तू ကအဲ့လိုပဲပြောတဲ့ခါကျသူ့စိတ်ထဲမှာဒီပညာကိုအခုကျွန်တော်၄နှစ်လုံးလဲစာသင်ခဲ့ပြီးပြီကျွန်တော်ကြိုးလဲစူးစမ်းပါတယ်တဲ့၄နှစ်လုံးလဲစာသင်ခဲ့ပြီးနောက်ထပ်တစ်နှစ်သင်ဖို့မှာကျွန်တော်အခုနည်းနည်းတွေးနေတာကကျွန်တော်တငယ်ချင်းတွေဆယ်တန်းအောင်ပြီးတဲ့နောက်မှာအလုပ်ဒီတိုင်းပဲလုပ်သွားကြတဲ့တငယ်ချင်းတွေရှိတယ်တက်ကတူဆက်မတက်ကြတော့ဘူးပေါ့နော်အဲ့တငယ်ချင်းတွေကအခုဆိုလို့ရှိရင်ကားနဲ့ဟန်ဖုန်းနဲ့အရန်တိုးတက်နေကြပြီကျွန်တော်ကအခုဒီမှာចောင်းသားဒါပေမဲ့လည်းចောင်းသားပြီးတော့အခုចောင်းကနေဘွဲရရင်လည်းကျွန်တော်အလုပ်ရမရမသေးကြဘူးဆိုတော့ကျွန်တော်စိတ်ထဲမှာအခုကိုတန်တရားဖြစ်လာတယ်တဲ့ငါဒီပညာကိုဆက်တင်လို့ကောင်းပါမလား၄နှစ်ကြည့်အချိန်ဖြုံးပြီးတဲ့နောက်မှာနောက်ထပ်တစ်နှစ်ဆက်ပြီးဖြုံးတင်သလားသို့မဟုတ်အခုဒီ၄နှစ်နဲ့ပဲရက်လိုက်ပြီးတော့သူတို့လိုပဲစီးပွားရေးဝင်လုပ်ရင်ကျွန်တော်အမေအဖေကိုကျွန်တော်ပြန်ပြီးတော့ထောက်နိုင်မယ်အဲ့တော့ကျွန်တော်အခုစဉ်းစားနေတာကျွန်တော်ចောင်းထွက်ရမလားသူတို့လိုပဲအောင်မြင်တဲ့စီးပွားရေးသမားဖြစ်အောင်လုပ်လိုက်ရတော့မလားဒီတစ်နှစ်ကိုကျွန်တော်ဆက်တက်ရမလားကျွန်တော်စိတ်ထဲမှာဝေခွဲလို့မရဘူးတဲ့အဲ့တော့ဆရာမကျွန်တော်ကိုအကြံဉာဏ်လေးပေးပါကျွန်တော်ចောင်းဆက်တက်ရမလားမတက်ရဘူးလားသူအဲ့ဒီမိကွန်းကကျွန်မကိုဟိုအချွန်နဲ့မာတယ်မိကွန်းပေါ့နော်ကျွန်မအဲ့ဒီမိကွန်းကိုကြားပြီးတဲ့နောက်မှာကျွန်မတော်တော်ကြောက်သွားတယ်ဟိုဒါကကျွန်မအနေနဲ့တက်ပါလို့ပြောရင်တမျိုးတက်ပါလို့ပြောပြီးတော့သူဘွဲရသွားပြီတဲ့ဘွဲရသွားပြီးတော့အလုပ်ကမရဘူးတဲ့2နှစ်3နှစ်4နှစ်10နှစ်15နှစ်တက္ကစီမောင်းရင်မောင်းနေရမယ်အဲ့ဒီလိုဖြစ်တတ်တဲ့သဘာဝရှိတော့ကျမကတက်ပါလို့ပြောလိုက်ပြီးသူတခုဖြစ်သွားရင်လေကျမတရားခံဖြစ်မယ်မတက်ပါနဲ့အလုတ်တာထွက်လုံးလိုက်ပါလို့ပြောလိုက်ပြီးတဲ့နောက်မှာဒီပညာ၄နှစ်လုံးပညာသင်ပြီးတဲ့တပိုင်းတစားနဲ့ဒီတစ်နှစ်ကိုမတက်တော့ဘဲနဲ့ဆက်သွားရင်သူဘွဲလည်းမရဘူးဟိုဘက်မှာရောစီးပွားရေးကသူ၄နှစ်နောက်ကျခဲ့ပြီပေါ့နော်အဲ့၄နှစ်မှာသူစီးပွားရေးကသူ့ကောင်းတာရောစီးပွားရေးအုံနောက်ရှိတဲ့အုံနောက်ဟုတ်ရဲ့လားပညာအုံနောက်လားစီးပွားရေးအုံနောက်လားကျမဘာမှမသိနိုင်ဘူးစီးပွားရေးအုံနောက်မရှိတဲ့သူတယောက်ကစီးပွားရေးတွေကိုဝုန်းစနဲ့ဝင်သွားပြီးတော့ချက်ချင်းလက်ငင်းနေချင်းညချင်းအောင်မြင်လာမယ်လို့ပြောလို့မရဘူးဆိုတော့ကျမမှာပြောရခက်တာပေါ့နော်လက်တက်ပါလို့ပြောရမလားမတက်ပါနဲ့လို့ပြောရမလားပြောလို့မရအောင်အဲ့တော့ကျမစဉ်းစားတယ်အဖြေတော့တက်မှဖြစ်မယ်အဖြေမတက်လို့ရှိရင်တော့ကျမဒီကြားထဲကနေသူတို့ဒီပညာရေးစနစ်နဲ့ကျောင်းသားကြားထဲမှာကျမတရားခံဖြစ်သွားနိုင်တယ်ပြီးတော့ကျမဖြေဖို့ကြိုးစားမယ်ဒါပေမဲ့လည်းသူ့ရဲ့နောက်မှာမိကုန်းနေအများကြီးဆိုတော့တယောက်ကိုမိကုန်းအနေနဲ့ပြန်ဖြေရင်9မိနစ်စာလောက်ပဲရမှာပေါ့အဲ့တော့ကျမသူ့ကို9မိနစ်လောက်နဲ့ဟိုနည်းနည်းတင့်တော်မယ်ထင်တဲ့အဖြေကိုကျမပေးရမှာဒီတော့ကျမသူ့ကိုပြောလိုက်တယ်ဟုတ်ပြီကျမနားလေတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအချင်ပေါက်နေတဲ့ခါးသီးနေတဲ့သူတယောက်ရဲ့မိကုန်းမှန်းကျမသိပါတယ်ဒါပေမဲ့လည်းကျမတက်ပါလို့လဲကျမမပြောလို့ဘူးမတက်ပါနဲ့ထွက်လိုက်ပြီးတော့စီးပွားရေးလုပ်ပါလို့လည်းမပြောလို့ဘူးဒါပေမဲ့ကျမတို့ပညာသင်ကြားရတဲ့ရည်ရွယ်ချက်ကိုတော့ကျမပြောချင်တယ်ပညာရေးနဲ့ပတ်သက်လို့ကျမနားလဲဆိုတော့ကလေးကိုခဏပြောပြမယ်ပညာကိုအခုကျောင်းသားပေါ့နော်ထားပါတော့သူတင်လိုက်တဲ့ဟာက तू ကဒီအလုပ်ရရေးမရရေးကို तू ခေါင်းထဲမှာဆွဲထားတာဒါဘာကြောင့်လဲဆိုတော့ပညာကိုသင်ရတဲ့သူ့ရဲ့ရည်ရွယ်ချက်ကအလုပ်ရဖို့ဒီတစ်ခုတည်းကို तू အာယုံထဲမှာထားလို့ तू အလုံးမရတာနဲ့တပြိုင်နက်တည်းပညာကိုမသင်ချင်တော့ဘူးအဲ့တော့ကျမအနေနဲ့အခုဆက်ပြောမယ်လို့ပညာကိုသင်ရတဲ့အကြောင်းမှာအဲ့ဒီအလုပ်ရဖို့ဆိုတဲ့အကြောင်းဟာဟုတ်တယ်နံပါတ်1အရေးကြီးဆုံးချက်မိဘတွေကအကြောင်းကိုပို့တဲ့ခါမှာလဲကလေးတွေကိုအကြောင်းပို့ရင် तू ကသူတို့သားသမီးပညာတတ်ရမယ်တော်ရမယ်ပြီးတော့အလုပ်ရမယ်သက်မွေးဝမ်းကြောင်းတစ်ခုခုရရမယ်ဘဝနောင်ရေးစိတ်အေးရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေးကြတာကြီးပဲလို့ဒီတော့ဒါပေမဲ့လည်းအဲ့ဒါဟာပညာသင်ကြားရခြင်းရဲ့ပထမဦးဆုံးသောအချက်ပဲဖြစ်ပါတယ်နောက်ထပ်ပညာသင်ရတဲ့အကြောင်းတွေရှိပါသေးတယ်အဲ့တော့ကျမရှင်းလေးပဲဒီ5ချက်ကိုပါဇက်ကနေဒီတိုင်းပဲရွတ်ပြပါမယ်ဒါပေမဲ့အရှိကိုတော့ကျမတတ်နိုင်သမျှစာထဲမှာကျမထည့်ရေးပြီးအားလုံးသိအောင်ရေးပါမယ်ဆိုပြီးသူ့ကိုဂတိပေးပြီးတော့ကျမနောက်ထပ်4ချက်ပေါ့နော်နောက်ထပ်4ချက်သူ့ကိုပညာသင်ရတဲ့အကြောင်းရင်းတွေကိုပြောပြလိုက်တယ်နံပါတ်1ဟုတ်တယ်ရှင်ပြောတာမှန်တယ်ပညာကိုဘာကြောင့်သင်တာလဲEducation means career အသက်မွေးဝမ်းကြောင်းတစ်ခုခုအလုပ်တစ်ခုရဖို့သင်တာပါဒါပေမဲ့လည်းအဲ့တစ်ခုတည်းနဲ့ပညာရေးကိုပြောလို့မရဘူးနောက်နံပါတ်2 Education teaches how to think ပ
ညာရေးဆိုတာကျမတို့ကိုတွေးဆမျှော်မြင်တတ်တဲ့အတက်ကိုရလာအောင်သင်ပေးတာလည်းဖြစ်ပါတယ်ဆရာကြီးမင်းသူဝင်ရေးခဲ့မှုတဲ့စကားတစ်ခုရှိတယ်လို့တက္ကသိုလ်တက္ကသီလစဉ်းစားကြံစည်ခြင်းတွေးတောခြင်းကိုသင်ကြားပေးသောဌာနတက္ကသိုလ်အဲ့တော့အဲ့တက္ကသိုလ်ဆိုတာဟာအခြေခံပညာရဲ့တစ်ဖက်အလွန်သွားတဲ့တွေးဆဆင်ခြင်ရင်းနဲ့ပဲယူရတဲ့ပညာနေရာပေါ့နော်အဲ့တော့အဲ့ဒါဟာပညာရေးရဲ့ဒုတိယသင်ရခြင်းရည်ရွယ်ချက်နံပါတ်2ချက်ပညာရေးဟာကျမတို့ကိုတွေးဆဆင်ခြင်ခြင်းတွေးခေါ်မျှော်မြင်ခြင်းအတတ်တွေကိုသင်ပေးတဲ့နေရာပါနောက်တတိယပညာရေးဟာလူယဉ်ကျေးမှုအစဉ်စဉ်ပြောင်းလဲလာဖို့မျိုးဆက်တစ်ခုကနေနောက်တစ်ခုအတွက်ကိုစင်ကဲဖြစ်စဉ်နဲ့ပေါင်းစည်းပေးတဲ့အရာ education transmits civilization လူယဉ်ကျေးမှုမှာကြောက်ခက်ကနေဂျေးခက်တန်ခက်နောက်ဗေဒရစ်ခက်ဘာခက်ညာခက်ပေါ့နော်အခုဆိုရင်ကျမတို့က IT ခက်ရောက်နေပြီလို့အဲ့လိုမျိုးခက်ဆက်ပြောင်းလာဖို့အတွက်ကိုဒီပညာရေးကဒါလုပ်ပေးတာပညာကိုသင်ရတဲ့ရည်ရွယ်ချက်ထဲမှာအဲ့ဒီရည်ရွယ်ချက်လည်းပါပါတယ်နောက်တစ်ခုက education liberates individuals တယောက်ချင်းရဲ့တွေးခေါ်မျှော်မြင်မှုကိုပညာရေးကသာပေးနိုင်တယ်အဲ့တော့အုပ်စုလိုက်အတွေးမဟုတ်ဘဲနဲ့တယောက်ချင်းရဲ့လွတ်မြောက်မှုနဲ့ရလာဖို့ကတော့ပညာရေးသင်မှစာတွေဖတ်မှပညာတတ်တယ်ဆိုတာလည်းဘွဲရရုံနဲ့မကဘဲနဲ့တကယ်ပညာတတ်မှရမယ်လို့အဲ့တော့အဲ့ဒါလည်းအရေးကြီးတယ်ဆိုတော့၄ချက်ဖြစ်သွားပြီနော်လို့နောက်ဆုံးတစ်ချက်က education teaches morality လူကျင့်ဝတ်သိက္ခာကိုကျင့်သီလကိုပညာကသာသင်ပေးတာဖြစ်ပါတယ်ဒါကြောင့်ပညာတတ်ဖို့လိုပါတယ်ဒီအချက်၅ချက်ကကျမဒါကိုပဲပြောချင်တယ်ရှေ့ဆက်တက်ရမလားမတက်ရဘူးလားဆိုတာတော့ကိုယ်တိုင်စဉ်းစားပါလို့ကျမပြောလိုက်တယ်ပြောလိုက်တော့သူလက်တော့ခံသွားတယ်ကျမအဲ့ဒါနဲ့ပတ်သက်တာကိုစာတွေထဲမှာရေးပါတယ်ပညာရေးနဲ့ပတ်သက်လို့ကျမပြောချင်တာတွေပြောချင်တဲ့အခါမှာတစ်ခါမှာဆောင်းပါးတွေနဲ့ရေးတယ်တစ်ခါမှာဝတ္ထုအနေနဲ့ရေးတယ်ပညာနဲ့ပတ်သက်လို့ရေးတဲ့ဝတ္ထုတစ်ပုဒ်ကတော့စောင့်နေမယ်လို့မပြောလိုက်ဘူးဆိုတဲ့ဝတ္ထုဖြစ်ပါတယ်အဲ့ဒါ2006ခုနှစ်တုန်းကကျမရေးခဲ့တဲ့ဝတ္ထုပါအဲ့ဒီဝတ္ထုကစင်ကြေဘုံရန်ကုန်မြို့ရဲ့စင်ကြေဘုံမှာနေရတဲ့နွမ်းပါတဲ့လူဒန်းစားဘာမှသူတို့မှာ environment အနေနဲ့ rich environment မဟုတ်ဘူးပညာနဲ့ပတ်သက်လို့ဘာမှမရှိတဲ့နေရာမှာသို့တော့သူတို့မှာစိတ်သက်ကလေးတွေရှိတယ်အကြံဉာဏ်လေးတွေရှိတယ်နောက်သူတို့ကိုသင်ပြပေးမဲ့ဆရာရှိတဲ့အခါမှာကျွယ်ဝတဲ့ပတ်ဝန်းကျင်ကိုပညာနဲ့ကျွယ်ဝတဲ့ပတ်ဝန်းကျင်စီကိုဒီပတ်ဝန်းကျင်ကိုနားမှာမရှိရင်အဲ့ပတ်ဝန်းကျင်စီကိုရောက်အောင်သွားဖို့စူးစမ်းကြတဲ့လူငယ်လေးတွေအကြောင်းကျွန်မရေးလိုက်ပါတယ်ဒီတော့ကျွန်မဟာပညာနဲ့ပတ်သက်ပြီးတော့ရေးတဲ့သူအဖြစ်ထပ်ပြီးတော့ကျွန်မပြောင်းလဲလာတယ်ဒါကကျွန်မရဲ့မှတ်စုထဲမှာအဆင့်ပြီးတစ်ဆင့်ဒီမှတ်စုကိုဒီလိုပြောနိုင်တာကလည်းကျွန်မစာတွေဖတ်ပြီးတော့ရေးထားတဲ့အချက်အလက်တွေကြောင့်ပါအဲ့တော့သူ့ကိုလည်းအဲ့လိုပြောပြတယ်နောက်ထပ်ပြီးတော့လည်းကျွန်မစာတွေနဲ့ပတ်သက်ပြီးတော့ရေးတယ်ဒါက၄ချက်ပေါ့နော်ပြီးသွားတော့ကျွန်မအခုနောက်ထပ်ပြီးတော့ကိုယ့်ရဲ့မှတ်စုကိုပြန်ကြည့်ရင်နောက်ဆုံးကျွန်မအခုထပ်ပြီးတော့ရောက်နေတဲ့ကန္တာအဲ့ဒီကန္တာကကိုပေါ့နော်အခုနောက်ဆုံးရောက်နေတယ်လို့ထင်တဲ့ကန္တာကတော့ဘာလဲဆိုတော့ကျွန်မအခုလူမှုရေးတွေလုပ်ဖြစ်ပါတယ်ကျွန်မအသက်အရွယ်ကြည့်ပြီးတော့ကျွန်မဟာဒီအရွယ်မှာတော့လောကစီကနေပြီးတော့ယူရမယ်အရွယ်မဟုတ်တော့ဘူးလောကစီကိုယူရမယ်အရွယ်ကကျွန်မအသက်40မတိုင်ခင်ကရပြီကျွန်မလိုချင်တာတွေလည်းရပြီတော်တော်လေးပြည့်စုံပြီမပြည့်စုံသေးတာတော့ရှိအောင်မှာပေါ့လေလူသဘောတဘာဝအရာအဲ့ဒီမပြည့်စုံသေးဘူးဆိုတာတခြားအကြောင်းမတွေးပါနဲ့အဲ့ဒီအကြောင်းကခဏလူတွေခေါင်းထဲမှာတွေးတတ်လုံးလို့ကျမစီကိုရောက်လာပြီဆိုလို့ရှိရင်တစ်ခါတော့ကျမအကြောင်းမသိတဲ့သူပေါ့နော်ကျမစီကိုတလောတော့ကကျမအဲ့ဒါရည်စရာအနေနဲ့ပြောအောင်မယ်ကျမစီကိုလာပြီးတော့တဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ခဏမေးကြလို့ပါဆိုပြီးမေးတော့လူတယောက်ရောက်လာတဲ့သူစာရေးဆရာပါနာမည်တော့ကျမတေချာမမှတ်ပြီးတော့သူကကျမကိုမေးပြီးတဲ့နောက်မှာကျမကလည်းကျမတတ်နိုင်တဲ့လောက်ကျမလုပ်နေတာတွေအကြောင်းရယ်တဘာဝပတ်ဝန်းကျင်အကြောင်းတွေ climate change အကြောင်းရယ်နောက်ကျမနဲ့ဆက်သွယ်နေတဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO အဖွဲ့အစည်းတွေအကြောင်းနိုင်ငံခြားအဖွဲ့အစည်းတွေအကြောင်းကျမဖတ်တဲ့စာအုပ်တွေအကြောင်းအများကြီးပဲကျမပြောလိုက်တော့သူလည်းပြည့်ဝစာတွေအများကြီးပဲရေးသွားပါတယ်ရေးသွားပြီးတော့သူပြန်ကန်ဒီမှာကျမကိုနှုတ်ဆက်တယ်ဘယ်လိုနှုတ်ဆက်လဲဆိုတော့သူကတော့ကျေးဇူးတင်လို့ပါတော်တော်ကျေးဇူးတင်ပါတယ်တဲ့ဆရာမကိုတဲ့အဲ့တော့ကျွန်တော်ဆုတောင်းပေးခဲ့မယ်တဲ့ကျွန်တော်တို့ရုံးမှာတောင်းနဲ့အဲ့လိုခွဲကန်နေမှာဆိုလို့ရှိရင်ကျွန်တော်ဆူတောင်းပေးလိရှိတယ်အဲ့ဒီဆူတောင်းလေးအတိုင်းပဲကျွန်တော်တောင်းပါမယ်တဲ့အဆအရာအောင်မြင်ပါစေပြည့်စုံပါစေမပြည့်သေးသောအရာများရှိရင်လည်းပြည့်ပါစေ
အဲ့လိုပြောလိုက်တော့မပြေသေးသောအရာများဆိုတာကအများကြီးရှိတယ်လေကျမမှာကားမရှိဘူးအဲ့ကားဟာနေတဲ့အရာကျမကားရောက်သွားတယ်သို့မဟုတ်ရင်အိမ်မရှိဘူးအိမ်ရသွားတယ်ဒါအားလုံးလက်ခံလို့ရတယ်ကျမအဲ့အထိကျမဘာမှမပြောသေးဟုတ်ကဲ့ပါယေရှုတင်ပါတယ်ဆိုတော့သူကထပ်ပြောတယ်ဆရာမကအပြိုကြီးမလို့ပြောရတာပါအဲ့ဒါကြတော့ကျမသူ့ကိုငကိုတွေကဖေးဖေးမမလေးနဲ့သူပြောတဲ့စကားဟာဟိုလိုမှန်းတော့ကျမသိတယ်ဒါပေမဲ့လေသူပြောတဲ့စကားထဲမှာငါမှကားမရှိတာကိုပြောတာဖြစ်မှာပါအိမ်မရှိတာပြောမှဖြစ်မှာကျမကဟိုလူတိုင်းကိုကျမဖြည့်ပြီးတွေးပေးတတ်ပါတယ်အဲ့လိုတွေးပေးလိုက်ပြီးတော့တာကြည်ပဲပြုံးပြီးနှုတ်ဆက်တဲ့ခါမှာ तू ကထပ်ပြောတာဆရာမအပြိုကြီးမှန်သိလို့တဲ့ဆိုတော့အဲ့မှာကျမပောက်ကွဲသွားတယ်ပောက်ကွဲသွားတယ်ဆိုတာကတမျိုးမထင်ပါနဲ့ကျမလူကျင်သောအရာကိုမရလို့ပောက်ကွဲသွားတာမဟုတ်ပါဘူးကျမကိုတလောက်တောင်မသိဘူးလားလို့ကျမစိတ်ထဲမှာနည်းနည်းလေးခံပြင်းသွားလို့ဂျူးဟာအပြိုကြီးပါအားလုံးကိုလည်းကျမကြေညာထားတယ်အပြိုကြီးပါဟုတ်ပါတယ်ဒါပေမဲ့လည်းအပြိုကြီးဖြစ်ရခြင်းအကြောင်းမှာအများကြီးရှိမှာပေါ့နော်အဲ့ထဲကကျမတချို့ကတော့ပြောကြတယ်ရတာမလို့လိုတာမရတဲ့ရတာမလို့ဟုတ်တယ်ရတာမလို့ခြင်းဘူးလိုချင်တာမရဘူးကျမလိုချင်တာမရှိပါဘူးအမှန်တိုင်းပြောတာပါဆိုတော့လိုချင်တာမရှိလို့ကိုပဲမယူတာကိုဘာကြောင့်များပြည့်အောင်ဖြည့်ပေးချင်တာလဲကျမစဉ်းစားလို့မရဘူးအဲ့နဲ့ကျမသူ့ကိုပြောပြလိုက်တယ်ညနေထားလဲတော်တော်လေးကျမဟန်ဆောင်တတ်ပါတယ်ဟန်ဆောင်တတ်တယ်လို့ထင်တာပဲလေဟန်ဆောင်တတ်တယ်ဒါပေမဲ့သူ့ကိုအဲ့လိုပြောလိုက်တဲ့ကျမတို့ကျမမျက်နှာနည်းနည်းပြက်နေလိမ့်မယ်ဆရာလို့ဒီကိစ္စဟာနောက်ရမယ့်ကိစ္စမဟုတ်ပါဘူးကျမကိုလုံးဝမနောက်ပါနဲ့ that is my choiceကျမကိုလုံးဝအဲ့ဒီအကြောင်းနဲ့ပတ်သက်လို့လုံးဝမနောက်ပါနဲ့သူနဲ့ပါလာတဲ့အမျိုးသမီးတယောက်ရှိအဲ့အမျိုးသမီးကတော်တော်မျက်နှာပြက်နေသူ့အမျိုးသမီးနဲ့တူပါတယ်ဟိုတိတ်လိန်ဆွဲပြီးတော့ကြာခေါ်သွားတယ်အဲ့တယောက်ကလည်းမသိဘူးအဲ့လောက်တောင်မသိဘူးကျမကိုမသိဘဲနဲ့လာပြီးတော့အင်တာဗျူးတာအဲ့တော့တကယ်တော့သိတဲ့နယ်လေကျမဘာကြောင့်အိမ်တော်မပြုတ်တယ်လဲဆိုတာသူသိတဲ့နယ်လို့ကျမထင်တယ်အားလုံးလည်းသိကြမှာပါနော်ရတာမလို့လိုတာမရတော့မဟုတ်ဘူးနဲ့တူပါရဲ့ဆိုတော့အဲ့ဒီလိုဟိုဒီလိုကိစ္စတွေပေါ့နော်မကြာခဏဖြစ်လာတဲ့အခါမှာအသိကြီးတော့အသိကြီးခံရတာပေါ့နော်ကိုယ်ရင်ထဲမှာရှိတဲ့အကြောင်းကိုလည်းတစ်ခါကြပြောလို့ကောင်းတယ်တစ်ခါကြလည်းပြောလို့မကောင်းဘူးပေါ့အဲ့တော့ကျမဟာဒီကိစ္စတွေကိုလုံးဝဟိုအာယုံထဲမှာမရှိဘဲနဲ့ကျမမှာလူမှုရေးကိစ္စတွေအများကြီးရှိတယ်။လုံးဝမဲ့လူမှုရေးတွေလည်းအများကြီးရှိတယ်။ကျမကူညီရမှာတွေလည်းအများကြီးရှိတယ်။ဒီအချိန်ဟာကျမဟာဒိုနာတယောက်အနေနဲ့ကျမဟာလောကစီကနေပြီးယူတာမဟုတ်တော့ပဲနဲ့လောကကိုပေးဆက်သူတယောက်အနေနဲ့ကျမနေချင်ပါပြီအဲ့လိုနေချင်တဲ့အတွက်လည်းကျမဟာတတ်နိုင်တဲ့ညပေးသူအနေနဲ့ဒါနေဖို့အစီအစဉ်ရှိပါတယ်ပေါ့အဲ့တော့နောက်ဆုံးအနေနဲ့ကျမပြန်ကြည့်လိုက်တဲ့အခါမှာကျမရဲ့ဘဝမှာအခုနောက်ဆုံးကျမရောက်နေတဲ့ကဏ္ဍကတော့ humanity ပေါ့နော်ဟိုလူမှုရေးလူချင်းချင်းလူသားချင်းချင်းရိုင်းပင်းစာနာမှုဆိုတဲ့ဟိုဟာကိုရောက်နေပြီပေါ့ကဏ္ဍကိုရောက်နေပြီပေါ့နော်အဲ့ဒီကဏ္ဍကိုကျမဘယ်လိုလုပ်ရောက်တယ်လဲဘယ်လိုမှတ်စုတွေကကျမကိုဟိုတွန်းအားပေးခဲ့တယ်လဲဆိုတော့ကျမအနေနဲ့အခုဆိုရင်နောက်ဆုံးဝတ္ထုကသူမင်းကိုဘယ်တော့မှလို့အမည်ရပါတယ်အဲ့ဒီဝတ္ထုကိုကျမရေးခဲ့တာဟာ2009လောက်ကတည်းကစရေးတာပေါ့နော်ဒါပေမဲ့လည်း2006အကုန်2009မှာစရေးတယ်2008စက်တင်ဘာကျမထွက်မိတယ်ဒါကစောစောပြောတဲ့ဆရာကောင်းကျင်ညာသွားတဲ့ထင်မှလည်းပါပါတယ်ဟိုဖုန်းတော်ကြည့်တင်ပညာသင်ကြောင်းကျမလည်းတက်နေတော့လူရန်လာရှိတယ်ဟိုကိုအားညံအားလူအားဟိုငွေအားအကုန်လုံးကျမတက်နိုင်တော့ပေါ့နော်အများကြီးတော့မဟုတ်ဘူးပေါ့ကူညီနိုင်တယ်ကူညီခွင့်ရတယ်ကျမကိုလည်းဟိုကျင့်တတ်ပါတယ်အဲ့ဒီဝတ္ထုလေးကိုအဲ့ဒီလိုနည်းနဲ့ဆက်လင်းတို့ဘာတို့မှသွားတယ်သွားပြီးတော့ကျမတကယ်လေ့လာပြီးတော့သူတို့တွေနဲ့တွေ့ပြီးတဲ့အခါမှာမိန်းကလေးတွေနဲ့တွေ့တယ်ယောက်ျားလေးတွေနဲ့တွေ့တယ်မိန်းကလေးတွေပညာတတ်ဖို့လဲအလွန်အရေးကြီးတယ်ဆိုတာသိတော့ဒီဝတ္ထုလေးထဲမှာတက်နိုင်တယ်ပေါ့နော်ထည့်ပြီးတော့ကျမရေးလိုက်တယ်အဲ့လိုရေးဖြစ်လာဖို့အတွက်ကကျမကိုတွန်းအားပေးတာစာတစ်ပုဒ်ရှိတယ်အဲ့စာတစ်ပုဒ်ကလေးအကြောင်းကိုကျမပြောပြီးတော့ဟိုကျမရဲ့စကားကိုကျမတို့အချိန်ကလည်းစေသွားပြီလေလူမှုရေးနဲ့ပတ်သက်တဲ့ကူညီမှုတွေကိုဘာကြောင့်စိတ်ဝင်စားတယ်လဲဆိုတာဒီစာကလေးတစ်ပုဒ်ကြောင့်ဖြစ်လာတယ်ဆိုစာရဲ့အလိမ္မာစာမရှိတဲ့စကားကျမတို့လည်းမကြာခဏပြောဘူးတယ်တကယ်လည်းကြုံဘူးပါတယ်အခုကျမကလည်းဒီလောက်အသက်အရွယ်ကြီးလာတဲ့ချိန်မှာပဲကျမဖတ်တဲ့စာတွေလည်းအများကြီးပဲကျမမှာငကိုတွေကနှလုံးသားကိုဟိုချိုအောင်နူးညံ့အောင်တင် जा ပေးတဲ့ကြပြားလေးနဲ့ကျမကြီးခဲ့တာဖြစ်တဲ့အတွက်ကျမနှလုံးသားဟာလည်းငကိုတွေကတော့မာကျောသူတော့မဟုတ်ဘူးသို့တော့ဒီကြပြားလေးဒီဝတ္ထုလေး
ဒီစာလေးအဲ့ဒါလေးတွေကကျမကိုရင်ထဲမှာပို့ပြီးတော့လှုပ်ဆော်ပေးလိုက်တာပေါ့နော်ဒီထဲမှာအဲ့2000ခုနှစ်တုန်းကကျမဖတ်ရတဲ့ essay တစ်ပုဒ်ရှိပါတယ်အဲ့ essay လေးရဲ့တွန်းအားကြောင့် humanitarian project တွေကိုဆက်ပြီးတော့လုပ်မိတာပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းကိုဒီမှာနောက်ဆုံးအနေနဲ့ကျမပြောပြပါမယ်ဒါကတော့ဗာလဲဆိုတော့အမေရိကန်နိုင်ငံကထုတ်တဲ့သူတို့တစ်နှစ်တခါထုတ်တဲ့ essay ပေါင်းချုပ်သူတို့အကောင်းဆုံးအမေရိကန် essay များဆိုတာကိုသူတို့ပြန်ပြီးတော့ပေါင်းထုတ်ကြတာရှိတယ်2000ခုနှစ်ကထုတ်တဲ့ essay အဲ့ essay တွေကနေပြီးတော့တပုတ်ရှိပါတယ်အဲ့တပုတ်အကြောင်းမှာတခါတုန်းကလူတယောက်အငိမ့်စားပင်စင်ယူကန်ဒီအသက်60ပြည့်ကန်ဒီပေါ့နော်အငိမ့်စားပင်စင်ယူကန်ဒီလူတယောက်ဟာသူကားလေးကိုမောင်းလာပြီးတော့အေးစစ်စစ်တညက်နေခင်းမှာလင်းနှင်းခံထွက်ဖို့ရောက်လာပါတယ်ရောက်လာတော့လမ်းနည်းနည်းလေးလူရှင်းတဲ့နေရာမှာသူကကားလေးကိုခဏရပ်လိုက်တယ်ရပ်ပြီးတော့သူကကားကိုဖွင့်ပြီးတော့ဆင်းတယ်လင်းနှင်းလေးနဲ့နေအောင်ကလည်းရှိနေသေးတဲ့ချိန်ငှက်လေးတွေကအိတ်တန်းတက်ခန့်နေပေါ့နော်တပင်လေးတွေကအိတ်ဖို့အရွက်လေးတွေညှွတ်စပြုတ်နေပြီအဲ့ဒီအချိန်မှာသူကကားတကားတွေကနေဖွင့်ဆင်းပြီးတော့လေကိုပြင်းပြင်းထန်ထန်ရှူလိုက်တယ်အသက်60နီးတဲ့သူပင်စင်ယူကန်နီးသူတယောက်ဟာရင်ထဲမှာခံစားချက်တော့ရှိမှာပဲသူဟာသူလူလောကအတွက်သူလှုပ်ချင်တာလေးတွေအများကြီးရှိတယ်အတုံးကြတယ်လို့သူ့ကိုယ်သူလည်းထင်တယ်သို့တော်လည်းအတုံးကြခွင့်မရတော့တဲ့အခြေအနေဆိုတော့သူ့မှာစိတ်သက်ကြမှုတွေလည်းရှိမယ်နောက်တစ်ပိုင်းကစီးပွားရေးပေါ့သူရနေတဲ့လကသူ့ရဲ့ဝင်ငွေဟာသူဒီအငင်းစားယူလိုက်တာနဲ့တပြိုင်နက်တည်းမရတော့ဘူးမရှိတော့ဘူးဆိုတော့အဲ့ဒါလေးတွေကိုလည်းသူတွေးပြီးပါလိမ့်မယ်အဲ့တော့ तू ကစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးတော့လမ်းလျှောက်မယ်ဆိုကားလေးကိုထားပခဲ့ပြီးတော့ तू လမ်းလျှောက်ထွက်သွားတယ်အဲ့ထွက်တဲ့နေရာကလည်းမျက်ခင်းလေးတွေနဲ့အဲ့ဒါဘယ်နေရာလဲဆိုတော့ယထာတန်လန့်အဟောင်းတစ်ခုယထာတန်လန့်အပြက်ပေါ့နော်အဲ့ဘယ်သူမှမတုံးတော့တဲ့ယထာတန်လန့်အပြက်ပေးတာလေးမှာသူကြောက်တုံးလေးတွေကြားထဲကနေ तू လမ်းလျှောက်တယ်အသက်ပြင်းပြင်းရှူတယ်ငါဘာလုပ်ရမလဲငါပင်စင်ယူတော့မယ်ပင်စင်ယူပြီးလို့ရှိရင်ရတဲ့ငွေလေးဟာနည်းနည်းလေးပဲရတော့မယ်ဆိုတော့ငါမှစီးပွားရေးအတွက်လည်းဘာမှလုပ်မထားဘူး။ပြီးတော့ငါဘာလုပ်ရင်ကောင်းမလဲ။ तू စဉ်းစားတော့သူ့မှာဒီကားလေးရှိတယ်။ကားလေးကိုငါရောင်းမယ်။ရောင်းပြီးတဲ့နောက်ကိုစီးပွားရေးထဲကိုဝင်ထည့်လာလို့ရှိရင်ငါနဲ့ငါရဲ့မြို့သမီးနဲ့လင်ကိုမရတော့စားလောက်လိုက်မယ်။ဆိုပြီး तू အဲ့ဒါတွေးပြီးတော့စိတ်ကူးလေးနဲ့ပေါ့နော်။တွေးပြီးတော့ရောက်လာတယ်။ရှောက်လာတဲ့အချိန်မှာသူ့ရှိတဲ့တဲ့ကနေပြီးတော့အတန်တစ်ခုအရင်ကြားလိုက်ရတယ်။အဲ့အတန်ကဘာလဲဆိုတော့ယထာလိမ့်လာတဲ့တန်သူ့ရဲ့ဘေးမှာညာဘက်မှာကတန်လန်းတစ်ခုရှိတယ်ဒါပေမဲ့ဒီတန်လန်းဟာလူသွားလူလားယထာသွားယထာလားမရှိတော့ဘူးသူဒီနေရာကိုမကြာခဏလာနေကြလမ်းလျှောက်နေကြဆိုတော့သူလှမ်းကြည့်လိုက်တော့မိုးကုတ်ဆက်ဝိုင်းအပြာရောင်ရဲ့နောက်ကနေပြီးတော့ယထာတစီခေါင်းတွဲတစ်ခုမျက်စိအောက်မှာဘွားကနေပေါ်လာပြီးတော့သူနဲ့မျက်နှာချင်းဆိုင်စီကိုရောက်လာနေတယ်ပေါ့နော်လိမ့်ပြီးတော့လမ်းကလည်းနည်းနည်းဟိုစင်ချင်လျှောလေးပေါ့နော်အဲ့လိုလာနေတယ်သူလှမ်းကြည့်လိုက်တော့လေယထာဟာခေါင်းတွဲပဲပါတယ်ကောင်းတွဲပဲပါပြီးတဲ့နောက်မှာဟိုလူမောင်းလာတယ်လည်းမတွေ့ဘူးသူတစ်ချက်ပဲကြည့်ပြီးတော့သူ့ရဲ့လမ်းကိုပဲသူစစ်ဆက်ပြီးတော့ရှောက်တယ်ဒါပေမဲ့လေယထာကဘယ်ကိုများသွားမှလည်းမသိဘူးဒီနေရာမှာဘယ်တော့မှယထာမရှိဘဲနဲ့အခုမှဘလို့ဖြစ်တာလည်းမသိဘူးနားတော့မလဲဘူးအဲ့ဒါနဲ့ပဲယထာလာတဲ့လမ်းကြောင်းယထာသွားတဲ့လမ်းကြောင်းကိုကြည့်လိုက်တဲ့ခါကျယထာဟာဒီလမ်းမဟုတ်ဘဲနဲ့ဟိုဘက်လမ်းကြောင်းကိုသွားနေတာအဲ့ယထာကဒီဘက်ကိုကိုယ်သွားနေတာပေါ့နော်အဲ့တော့ယထာကဘယ်ကိုသွားမှလဲလို့သူလှမ်းကြည့်လိုက်တဲ့ခါမှာဟိုးမျက်စိခက်ဝေးဝေးပေါ့နော်မျက်စိနဲ့ခက်ဝေးသူနဲ့နည်းနည်းလှမ်းနေရမှာတန်လန်းအဲ့တန်လန်းအတိုင်းယထာကသွားနေတာဒါပေမဲ့အဲ့တန်လန်းအလယ်မှာသူမျက်စိမယုံနိုင်လောက်အောင်သူမြင်လိုက်ရတဲ့မြင်ကွင်းကတော့တန်လန်းအလယ်ကောင်မှာထိုင်နေတဲ့ကလေးလေးတယောက်ထိုင်ပြီးတော့သူစော့ကစားနေတာတစ်နှစ်ခွဲလောက်ပေါ့နော်ထိုင်နိုင်ငါစဘာမှလည်းအကြောင်းအရာဘာမှမသိသေးတဲ့အရွယ်ကလေးလေးတယောက်ထိုင်ပြီးတော့အဲ့နားမှာထိုင်စော့နေတော့သူအဲ့ဒါလေးကိုမြင်လိုက်တဲ့ကမှသူလန့်သွားတယ်ဟာဒီရထားကြီးကမောင်းနေသူလည်းမပါဘူးဒီတိုင်းပဲတန်လန်းတိုင်းသွားပြီဒီကလေးကိုနားပတ်ဝန်းကျင်ကြည့်လိုက်တော့လည်းမိဘမရှိသူ့မှာရှိတဲ့ညီကိုမောင်ကကလေးထိန်းတဲ့လူလည်းတယောက်မှမရှိဒီကလေးဟာငင်းငင်းချမ်းချမ်းသူ့ဟာသူထိုင်ပြီးစော့ကစားနေလိုက်တာသူအမြန်ပြေးပြီးတော့ဒီကလေးကိုသွားပွေဖို့သူမှီမလားလို့ကြည့်လိုက်တော့ယထာဟာသူဘေးနားလေးကိုရောက်လာပြီကလေးကသူနဲ့တော်တော်ကြီးဝေးသေးတယ်သူအပြေးသွားရင်တောင်မှဒီကလေးကိုမမှီနိုင်ဘူးလှမ်းပြီးတော့អော်ပြီးတော့ဟဲ့ကလေးယထာလာနေတယ်လို့ပြောအောင်ကလည်းကလေးဟာအဲ့ဒါမျိုးကိုနားထောင်တတ်တဲ့သူတုံ့ပြန်တတ်တဲ့သူမဟုတ်ဘူးအတိအလျင်အဲ့လောက်မရှိသေးဘူးဆိုသူပြာခတ်သွားတာပေါ့ငါဘာလုပ်ရင်ကောင်းမလဲဒီကလေးကိုကယ်နိုင်တဲ့သူဟာငါတယောက်ပဲရှိတော့တယ်အဲ့တော့ဒါဆိုရင်တော့တခြားဘယ်နည်းနဲ့ရမလဲလို့သူကြည့်လိုက်တဲ့အခါမှာယထာလာတဲ့လမ်းကြောင်းအပြင်ဒီဘက်မှာသူ့ဘေးနားလေးမှာတန်လန်းတစ်ခုရှိတယ်ဆိုတော့ယထာဟာဟိုဘက်လမ်းကိုသွားနေတော့လည်းပဲယထာလမ်းဆောင်လမ်းကိုလွှဲတဲ့မောင်းတန်နဲ့နီးတဲ့နေရာကိုတော့ရောက်လာပြီမောင်းတန်စီကိုမကြော်သေးဘူးဆိုတော့သူကြည့်လိုက်တဲ့အခါမှာငါဒီယထာကို
လုတ်ပေးနိုင်တာတစ်ခုပဲရှိတယ်ကလေးကိုသွားပွေပြီးတော့ဘေးကိုဖယ်ထုတ်ဖို့မမီတဲ့အချိန်မှာဒီယထာကိုတော့လမ်းကြောင်းလွှဲပေးလိုက်ရင်ကလေးစီကိုမသွားပဲလမ်းကြောင်းတော့ပြောင်းသွားမှာပဲလို့သူထင်ပြီးတော့ယထာတန်လန်းမောင်းတံကိုသူအပြေးသွားတယ်အဲ့မောင်းတံကတော့သူနဲ့တော်တော်နီးတဲ့နေရာမှာရှိတော့မောင်းတံကိုသူကတေချာဆုပ်လိုက်တယ်ဆုပ်ပြီးတော့မောင်းတံကိုဆွဲချရင်ယထာဟာဟိုဘက်တန်လန်းကနေဒီဘက်တန်လန်းကိုရောက်လာမယ်ဆိုတော့အဲ့လိုဆွဲချကန်ဒီမှာဒီယထာလမ်းလွှဲလိုက်ရင်ဘယ်ကိုများရောက်မှာလဲဆိုပြန်ကြည့်လိုက်တော့ဒီယထာရဲ့လမ်းအဆုံးမှာရက်ထားတာကသူကားလေးသူ့မှာရှိတော့တစည်းတဲသောကားသူတို့စီမှာကကားကိုဟိုအရင်ဟိုနဲ့ပေးမဲ့လစဉ်ပေးမယ်နဲ့ပေးပြီးတော့ဝယ်ထားသူဟာနွမ်းဖတ်ပဲဒါပေမဲ့လည်းအဲ့လိုမျိုးဟို installment နဲ့ဝယ်ထားတဲ့ကားအဲ့ဒီကားကတကယ်လို့ဒါဒီကားကိုအပြည့်အဝသူအာမခံထားလို့ရှိရင်ဒီကားပြတ်သွားရင်လေအာမခံကုမ္ပဏီကသူ့ကိုရောမှာသို့တော့ तू ကစင်းရဲနွမ်းပါတဲ့သူဖြစ်တဲ့အတွက်ကားကိုအပြည့်ကအာမခံမထားတော့ဒီကားနဲ့ပတ်သက်တဲ့ဒီဆိုးကျိုးကိုသူ့ကိုအာမခံကုမ္ပဏီကရောစရာအကြောင်းမရှိဒါအမေရိကန်နိုင်ငံကျမတို့စီမှာဆိုပိုဆိုးတာပေါ့တကယ်လို့ဒါအဲ့ဒီကားကျမကားဆိုလို့ရှိရင်အဲ့ကားလေးကိုကျမနှစ်လာတကယ်တော့စာရေးဆရာတယောက်ဟာကားဝယ်နိုင်ဖို့ဆိုတာအလွန်ဖြစ်နိုင်ခဲ့တဲ့အရာကံကောင်းထောက်မှစွာနဲ့ဝယ်လိုက်မိရင်တော့လွန်ခဲ့တဲ့နှစ်15နှစ်လောက်တုန်းကဝယ်ထားရင်တော့ဝယ်နိုင်ကောင်းဝယ်နိုင်လိမ့်မယ်အခုချိန်မှာကားဈေးတွေကသူများနိုင်ငံက330လောက်နဲ့ရတဲ့ကားဟာကျမတို့စီမှာ300လောက်ဖြစ်နေတော့အဲ့ဒီလိုမျိုးကိုကျမတို့ဘယ်လို့မှမဝယ်နိုင်ဘူးအဲ့လိုသာမဝယ်နိုင်တဲ့စာရေးဆရာတယောက်ရဲ့ကားဆိုရင်ဘယ်လိုလုပ်မလဲသူကလည်းသူကသူစဉ်းစားတာပေါ့ဒီကားလေးဟာငါရဲ့အသက်ငါစီးပွားရေးလုပ်ရမှာအဲ့တော့ဒီကားကိုအဆုံးရှုံးမခံနိုင်ဘူးဒါပေမဲ့ကားကိုအဆုံးရှုံးမခံနိုင်လို့မောင်းတံကိုမဆွဲရင်ဟိုဘက်မှာဆုံးရှုံးမှာကလေးသူဘာလုပ်ရမလဲတခုခုတော့ဆုံးဖြတ်မှဖြစ်မယ်ကားကြီးကမောင်းတံစီကိုရောက်လာပြီးကြော်သွားရင်သူဘာမှလုပ်လို့မရတော့သူမျက်စိပိတ်လိုက်တယ်သူဘာလုပ်ရမလဲစဉ်းစားတခုခုကိုမြန်မြန်စဉ်းစားစက္ကန့်ပိုင်းပဲရှိတော့တယ်ဒီကလေးကိုသူကယ်မလားသူကားသူကယ်မလားနောက်ဆုံးသူမောင်းတံကိုသူတခြားမျက်စိစုံမိတ်ပြီးစဉ်းစားနေကနေမောင်းတံကိုလွှတ်ချပလိုက်တယ်လုံးဝမောင်းတံကိုမဆွဲဘူးအဲ့ဒီခါမှာယထာဟာတဖြည်းဖြည်းနဲ့သူ့လမ်းတိုင်းလိမ့်ဆင်းသွားပြီးတော့ကလေးကိုတိုက်သွားတယ်တေသွားတယ်ကလေးလေးတေသွားတယ်ပေါ့အဲ့ဒါကိုစာရေးဆရာရေးပြီးတဲ့နောက်မှာစာဖတ်တဲ့သူကိုရေးခွန်းမေးတာဒါဟာတကယ်ဖြစ်သွားတဲ့ဖြစ်ပျက်မဟုတ်ပါဘူးဒါဟာတွေးတောထားတဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာကိုကျွန်တော်ကချပြပါတယ်စာဖတ်တဲ့သူကိုယ့်အကိုစဉ်းစားပါစာဖတ်တဲ့သူအဲ့ဒီနေရာမှာရှိရင်စာဖတ်တဲ့သူဘာလုပ်မှလဲကျမကြည့်လိုက်တယ်စာဖတ်တဲ့သူဟုတ်တယ်ကျမအဲ့မောင်းတံကိုကျမကင်ထားတယ်ကျမရဲ့ကားလေးကလည်း300လောက်ပေးရမယ်ဒါပေမဲ့အဲ့300ကိုအနှစ်လာစုထားတယ်မူးစုပဲစုပတ်စံလေးနဲ့ဝယ်ထားတာဒီခုချိန်မှာများဖြစ်တာကျမတို့စီမှာကားအာမခံလည်းမရှိဘူးတကယ်လို့များအဲ့ဒီကားလေးပျက်စီးသွားရင်ဘယ်လိုလုပ်မလဲကျမလုပ်မလားစာဖတ်တဲ့သူဒီမောင်းတံကိုတင်ဆွဲမှလားဆွဲမယ်လို့ဆုံးဖြတ်တဲ့သူရှိရင်အဲ့ဒီလူကိုကျွန်တော်ထပ်ပြီးတော့မေးချင်ပါတယ်ခမ ्या မောင်းတံကိုကိုကားကိုအဆုံးရှုံးခံပြီးတော့ဆွဲမဲ့လူဖြစ်ရင်ခမ ्या ကိုကျွန်တော်မေးခွန်းတစ်ခုမေးပြစီခမ ्या ရဲ့ဘဝမှာကလေးသူငယ်ဘယ်နှယောက်ကိုအသက်ကနေကယ်တင်ဘူးတလဲကလေးသူငယ်ဘယ်နှယောက်ကိုစေတနာနဲ့ဒိုနိတ်လုပ်ဘူးတလဲငွေလှူဘူးတလဲအဲ့ဒါလေးကိုတစ်ချက်ပြန်စဉ်းစားပါကိုကားကိုတောင်မှအဆုံးရှုံးခံနိုင်တယ်လို့ပြောတဲ့သူတယောက်ဟာပြောရတာလွယ်ပါတယ်ဒါပေမဲ့လည်းတကယ်လို့တော့သင်ဟာအဲ့ကလေးတွေအတွက်ကိုဘာတွေများကိုညီပြီးပြီလဲကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာတောင်းစားနေတဲ့ကလေးတွေရှိမယ်နောက်မတည်တင်မဲနဲ့ဒီယောဂတိတိမမလေးတွေဝန်းလျှောဝန်းပြက်ယောဂတို့ဘာတို့သွေးလွန်တုပ်ခွေးစားကာကွယ်လို့ရပြီးတော့ကုသလို့ရတဲ့ယောဂလေးတွေနဲ့မတည်တင်မဲတည်သွားတဲ့သူတွေအများကြီးရှိတယ်အဲ့လူတွေကိုခင်ဗျာဘာလုပ်ပြီးပြီလဲဒါလေးကိုကျွန်တော်မေးချင်ပါတယ်ကျမကိုပြန်ပြီးတော့စဉ်းစားလိုက်တယ်ကျမဒါအဲ့နေရာမှာဆိုရင်အဲ့မောင်းတံကိုဆွဲမလားဆွဲမယ်ကျမကားပျက်စီးခြင်းပျက်စီးပါစေတော့ကားမရှိပဲလမ်းလျှောက်ရရင်လျှောက်ရပါစေတော့ဆွဲမယ်ဒါကကျမအတွေးတကယ်ရောဟုတ်မလားတော့တကယ်တော့မသိဘူးပေါ့နော်ကျမစဉ်းစားလိုက်တာတော့โอเคကျမဆွဲမယ်ဒီကလေးတအသက်ကိုအသေးမခံနိုင်ဘူးဒီလိုမျိုးဒိုင်လက်မာတို့ခေါ်တာပေါ့နော်ဒါလုံးမလားဟိုဟာလုံးမလားနှစ်ခုလုံးကတော့အကျိုးဆက်တွေနဲ့ကြီးပဲအဲ့လိုဒိုင်လက်မာမှာရောက်နေတဲ့သူတယောက်ရဲ့အတွေးဟာတော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်ဆုံးဖြတ်ရလဲတော်တော်ခက်ပါတယ်အဲ့လိုအတွေးတွေကျမတို့မှာအများကြီးရှိတယ်ကျမတို့စာရေးနေတဲ့သူတွေမှာလည်းရှိတယ်စာဖတ်ပိတ်သက်မှာလည်းရှိတယ်အလုပ်လုပ်နေရတဲ့လူတွေမှာရှိတယ်ဒီနိုင်ငံမှာရှိတယ်ဟိုနိုင်ငံမှာရှိတယ်အားလုံးမှာဒီအတွေးတွေရှိတယ်အထူးသဖြင့်ဆင်းရဲတဲ့နိုင်ငံမှာနေရတဲ့သူတွေမှာ
ဒီလိုဒိုင်လက်မာတွေအများကြီးရှိပါတယ်အဲ့ဒီအတွေးတွေကိုကျမရတဲ့အခါမှာကျမမှတ်စုထဲမှာလည်းရေးတယ်ငါဘာလုပ်မလဲကျမဝတ္ထုတစ်ပုဒ်ရေးလိုက်ပါတယ်ပထမတော့ဆောင်းပါးနဲ့ရေးတာဒါပေမဲ့အဲ့ဆောင်းပါးကအကြောင်းမပါဘူးမပါတဲ့ခါကျတော့ကျမဝတ္ထုပြန်ပြီးအသွင်ပြောင်းပြီးရေးလိုက်တယ်ဝတ္ထုထဲမှာအမျိုးသမီးကို2ယောက်ထည့်လိုက်တယ်2ယောက်ခေါင်းစဉ်ကိုကျမအဝါရောင်ယထာလို့ပေးလိုက်ပါတယ်အဲ့လိုမျိုးရေးပြီးတဲ့နောက်မှာကျမဟာတဖြည်းဖြည်းနဲ့ကျမကိုကျမပိုသိလာတာဟာကျမလူလောကထဲမှာရောက်နေတဲ့အချိန်မတည်သေးတဲ့အချိန်မှာကျမလှုပ်ရှားရည်အများကြီးရှိပါလားဆရာကြီးစောကြီးရဲ့ကြပြားတွေကိုကျမမကြာခဏရွတ်လေရှိတယ်အဲ့ကြပြားတွေကတင်သေးသွားတော့ဆဲကြပြားကျမကောင်းတယ်ကိုမကြာခဏရောက်လာပါတယ်တင်သေးသွားတော့တင်ဖွာတော်မြေတင်တို့မြေသည်အခြေတိုးမြင့်ကြံကောင်းတင်၏ကိုတည်သွားတဲ့အခါမှာကိုယ့်ရဲ့မြေဟာဒီတိုင်းတော့မဟုတ်ဘူးအခြေကတော့တိုးလာရမယ်ဒါကြောင့်ကျမတခါအေယာဝတီညများဆိုတဲ့ရုပ်ရှင်ကိုကျမဇန်ညွှန်းရေးတဲ့အခါမှာစာပိုက်ကလေးတစ်ခုကိုလွင်မိုးနှုတ်ကဟင်းသာရဲ့နေရာကနေပြောဖို့စကားတစ်ခုကျမထည့်ထားပါတယ်အဲ့ဒါဘာလဲဆိုတော့ဆရာကြီးစောကြီးပြောတဲ့စကားမျိုးပဲပေါ့နော်မျိုးဆက်တိုင်းဟာပြစ္ဆုတ်ပံထက်ပိုကောင်းတဲ့အနာဂတ်ကိုဖန်တီးဖို့တာဝန်ရှိပါတယ်ကျမတို့မျိုးဆက်မှာလည်းအဲ့ဒီတာဝန်ရှိတယ်ဒီမျိုးဆက်ကနောက်မျိုးဆက်ထက်ပို့ပြီးတော့ကောင်းရမယ်အရင်မျိုးဆက်ထက်ပိုကောင်းရမယ်အဲ့လိုပဲကျမတို့ရဲ့နောက်ထပ်မျိုးဆက်ကကျမတို့တက်ပို့ပြီးကောင်းရမယ်ဒါမှသာလျှင်ကောင်းမွန်ခြင်းပို့ပြီးတော့ကောင်းတဲ့ကဘာတစ်ခုဖြစ်မှာပေါ့ဒီမှာအဲ့လိုမျိုးရေးပါတယ်ဒီလိုမျိုးရေးပြီးတဲ့နောက်မှာတော့ကိုပြန်ကြည့်လိုက်တော့ဩငါဟာအချစ်ဝတ္ထုတွေနဲ့တော်တော်ကြီးကိုဝေးခဲ့ပါပြီလားဆိုတာပြန်ပြီးတော့သဘောပေါက်သွားတယ်ကိုဟိုကန္နာနဲ့ခွဲလိုက်တဲ့ခါမှာအခုလိုပဲကျမကန္တာ9ခုတွေ့ပါတယ်ဒါကြောင့်ဒီမှတ်စုတွေအကြောင်းကိုပြောတဲ့ခါမှာကျမကိုကန္တာ9ခုနဲ့ခွဲပြီးတော့ပြောခြင်းဖြစ်ပါတယ်ဆိုတော့ကျမအခုဘာဆက်လုပ်မှလဲစာရီတော့ဆက်ရေးမှာပါဘလို့စာရီရေးမိမှာလဲဆိုတာတော့ကျမကိုယ်တိုင်ကျမလည်းတည်တည်ချာချာမသိပါဘူးအခုဆိုရင်2009ကုန်တော့မယ်နှစ်တစ်ကိုကူးတော့မှာပါနှစ်တစ်ကိုမင်္ဂလာနဲ့ကြိုးဆိုခြင်းပါတယ်ကျမတို့မြန်မာနိုင်ငံအားလုံးဒီမှာရောက်နေပေမဲ့ကျမတို့မြန်မာနိုင်ငံကိုကျမတို့ချစ်ကြတာပေါ့ကိုယ်နိုင်ငံကိုချစ်မြတ်လို့တဲ့စိတ်ကအားလုံးရဲ့ရင်ထဲမှာရှိတာကျမယုံကြည်ပါတယ်အဲ့တော့ပို့ပြီးတော့ကောင်းတဲ့မြန်မာနိုင်ငံဖြစ်လာဖို့ကျမတို့ဘာတွေလုပ်ကြမှာလဲတတ်နိုင်သမျှရင်ထဲနှလုံးထဲမှာကောင်းမြတ်တဲ့တရားတွေနဲ့ပြည့်စုံဖို့ကိန်းဝတ်ဖို့မေတ္တာတရားတွေနဲ့ထုံမုံဖို့ကျမတို့အရေးကြီးပါတယ်အဲ့ဒီလိုပဲပညာနဲ့ပတ်သက်ပြီးတော့ပညာကိုပို့ပြီးတော့တက်အောင်ကိုယ်တိုင်စူးစမ်းသလိုသူများကိုလည်းပြန်ပြီးမျှဝေပေးဖို့အဲ့ဒါလည်းအရေးကြီးပါတယ်ဒီတော့နှစ်တစ်မှာမင်္ဂလာပေါင်းနဲ့ပြည့်စုံဖို့အတွက်ဆရာကြီးမင်းသူဝင်ရဲ့ကြပြားလေးတစ်ပုဒ်နဲ့ကျမရွတ်ပြီးတော့ဒီကျမရဲ့ပြောဆိုခြင်းကိုရုပ်သိမ်းချင်ပါတယ်ဒီကြပြားကတော့အားလုံးသိကြပါတယ်တပြေပန်းဟာကျမတို့မြန်မာနိုင်ငံမှာအောင်ပန်းမှာဘာလို့မဆိုအောင်နဲ့ထိမ့်မှတ်အောင်မြင်တဲ့ထိမ့်မှတ်နဲ့တပြေပန်းကိုကျမတို့ပန်းလဲပန်းကြတယ်ပန်းအိုးလဲထိုးကြတယ်ဖျားလဲတင်ကြတယ်တပြေကက်နဲ့ရေလောင်းကြတယ်နှစ်တစ်မင်္ဂလာမှာဒါမင်္ဂလာအပြည့်နဲ့ဒီပန်းဟာကျမတို့အတွက်အောင်မြင်ခြင်းအထိမ့်မှတ်ပန်းမှာအဲ့ဒါကိုဆရာကြီးမင်းသူဝင်ကလွန်ခဲ့တဲ့နှစ်ပေါင်း50ကျော်ကရေးခဲ့ပါတယ်အဲ့ဒီခေါင်းစဉ်ကတော့တပြေညိုလို့ခေါ်ပါတယ်အဲ့ဒီတပြေညိုကကျမတို့အတွက်ကိုအခုချိန်ထိအောင်လှပဆန်းတင်နေစေအခုချိန်ထိအောင်ကျမတို့ကိုမျှော်လင့်ချက်တွေပေးနေစေဒါကြောင့်ကျမဟာအခုနှစ်ကူးတော့မဲ့အချိန်မှာမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ဒီခမ်းမထဲမှာကြွရောက်လာကြတော့စာပေချစ်မြတ်တို့သူမိတ်ဆွေများအားလုံးကိုဒီကြပြလေးနဲ့ညှဝေချင်ပါတယ်ကျမတို့အားလုံးဟာဒီအောင်ပန်းလေးကိုပန်ပြီးတဲ့နောက်ကိုကျမတို့ဒီတပြေညိုနဲ့နှစ်တစ်ကိုကြိုးဖို့ပါဒီတော့ကြပြလေးကတူတူလေးပါဆရာချစ်ဦးညွှန်ကကျမကိုပြောတယ်ဒီကြပြလေးဟာတဲ့အတန်လေးထည့်ပြီးတော့ဆိုလို့ရှိရင်အရန်ကောင်းတယ်တဲ့ကျမကိုဒီမနေ့တုန်းကဆန်းရတီးပြီးတော့ကျမကိုတိုင်ပေးပါတယ်ကျမကလည်းစူးစမ်းပါတယ်ဆရာနေဝင်းမြင့်ကိုလည်းအားကြတယ်ကျမဆိုကြည့်ဖို့အဲ့ဒီမှာပဲဆိုကြည့်ဖို့စူးစမ်းတယ်မရဘူးမရတော့ခွန်းတောက်တွေပါတယ်လဲလုံးမနေပါနဲ့တော့ကျမသိတဲ့ကြပြကိုကြပြအတိုင်းပဲကျမရွတ်ပြစေဆရာတော့အားတဲ့အချိန်မှာတို့မဟုတ်ဆရာတကယ်လို့အချိန်လေးနဲ့ပို့လို့ရှိရင်အဲ့ဒီကြပြလေးကိုဆရာရဲ့ခွန်းတောက်ကလေးနေနဲ့ရွတ်ပေးပါကျမကတော့တာမန်အနေနဲ့ပဲကျမရွတ်မယ်နော်သူ့ကောင်းမှာတဲ့တပြေညိုငါကောင်းမှာတဲ့တပြေညိုတို့ပြေမှာတို့မေကမ်းမှာတဲ့တပြေညိုရွှေဘိုပန်းဟာကလမ်းလျက်ပါကူဘာမလျှော့လေနဲ့လာတော့မကွက်ရွှေဘဟိုလေဂျိုကအသွေးလင်းကျက်ကဆောကွင်းထက်မှာတူပျော်ပျော်နဲ့ပြည်တော်ကိုရီရောမှန်းငါပ
ရောင်နေမှာအောင်စီရွမ်းရအောင်တပြေညိုရွှေဘူပန်းရယ်နဲ့လှမ်းကြစို့လေကျမတို့ရောင်နေမှာအောင်စီရွမ်းရတော့အချိန်လေးလဲရောက်လာပါလိမ့်မယ်အားမလျှော့ပါနဲ့